မြတ်စွာဘုရားတဲ့ဟောဒီလောကမှာရှိသမျှသောတတ္တဝါတွေဟာဘေးကင်းရန်ကင်းငြိမ်းငြိမ်းချမ်းချမ်းကြည်ကြည်သာသာအေးအေးဆေးဆေးတတ်တတ်သာသာနေလိုကြပါကုန်တော်လဲမငြိမ်မချမ်းစင်းစင်းရဲရဲရန်နေဘေးတွေတက်ပြီးတော့နေကြရပါကုန်၏ဖေဟာအဲ့ဒါလို့ပင်ကိုယ်ကငြိမ်းငြိမ်းချမ်းချမ်းဘေးကင်းရန်ကင်းတကယ်ကိုပဲအေးအေးဆေးဆေးနေလိုကြပြီမလို့မငြိမ်မချမ်းပူပူလောင်လောင်ရန်နေဘေးတွေနဲ့နေကြရတာဟာကိန်းတန်ရောစနံဘယ်လိုတန်ရောစဉ်အနှောင်အဖွဲ့ကြောင့်လဲဝါဘယ်ကဲ့သို့သောတရားစိုးတွေကြောင့်အဲ့ဒါလို့နေကြရတာလေလို့မြတ်စွာဘုရားကိုတရားမင်းကြီးကမေးတာဒီမေးခွန်းကိုမြတ်စွာဘုရားစီကိုမေးဖို့အတွက်တရားမင်းကြီးမှတော်တော်အချိန်ယူရတယ်အဲ့ဒါလို့မမေးသေးခင်မှာမြတ်စွာဘုရားရဲ့ထံတော်ဘာကိုလာရောက်ပြီးတော့ဒီမေးခွန်းမေးနိုင်ဖို့အတွက်ဒီမေးခွန်းမေးတဲ့အထိဦးဇင်းတို့ဏိဒန်းမှာသူ့ရဲ့အကြောင်းလေးကစိတ်ဝင်စားစရာလည်းကောင်းတယ်အဲ့ဒီဏိဒန်းအကြောင်းဝတ္ထုလေးကိုပြောမှဒီမေးခွန်းနဲ့ဒီမေးခွန်းရဲ့အဖြေကိုနားထောင်ရတာဟာပို့ပြီးတော့အဓိပ္ပာယ်ရှိလိမ့်မယ်ပို့ပြီးတော့စီလျော်လိမ့်မယ်ဒါကြောင့်မို့လို့ဒီမေးခွန်းကိုလာပြီးတော့မမေးခင်မှာတရားမင်းကြီးဘာတွေဖြစ်ခဲ့သလဲဆိုတာလေးကိုအနည်းငယ်ပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောပြရမယ်ဟုတ်လားအေးတရားမင်းကမြတ်စွာဘုရားကိုဒီမေးခွန်းလာလျှောက်တော့မယ်ဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားကြီးကဘယ်မှာသတင်းသုံးနေတာလဲဆိုတော့ရာဇဂိုမြို့ရဲ့အရှိတ်ဘက်ဝေဒိကတောင်ဆိုတာရှိတယ်အဲ့ဒီတောင်နဘေးမှာတောင်ခပန်းမှာအိန္ဒသာလလို့အမည်ရတဲ့လှိုင်ကူကြီးရှိတယ်အဲ့ဒီလှိုင်ကူကြီးဘေးမှာနှစ်ဘဲပင်ကြီးတွေလည်းပေါက်နေတယ်လို့ဆိုတယ်နော်အဲ့ဒီနှစ်ဘဲပင်ပေါက်တဲ့ဝေဒိကတောင်ရဲ့လှိုင်ကူကြီးထဲမှာတဘာဝအလျောက်ဖြစ်နေတဲ့မိုးလုံတွေလိုလှိုင်ကူကြီးထဲမှာမြတ်စွာဘုရားသတင်းသုံးနေတာတရားမင်းကမြတ်စွာဘုရားကိုအဲ့ဒီချိန်မှာအင်မတန်ဖူးမြော်ခြင်းတယ်ဘာလို့ဖူးမြော်ခြင်းတာလဲဆိုတော့သူ့မှာအင်မတန်ကြီးကျယ်တဲ့ဆင်းရဲတွေစိုးရိမ်ခြင်းတွေပူလောင်ခြင်းတွေဖြစ်နေတာဘာလို့ဖြစ်တာလဲဆိုတော့သေရမဲ့နမိတ်၅မျိုးတရားမင်းကြီးမှထင်နေတယ်တဲ့တာဝတိနတ်တွေသေတော့မယ်ဆိုလို့ရှိရင်တကူကြီးတဲ့နတ်တွေသေတော့မယ်ဆိုလို့ရှိရင်အဲ့ဒါလိုနမိတ်တွေထင်တယ်လို့ဆိုတယ်သူတို့ပန်ထားတဲ့နတ်ပန်းတွေညှိုးလာတယ်သူတို့ဝတ်ထားတဲ့နတ်ဝတ်နတ်စားတွေနွမ်းလာတယ်သူတို့ရဲ့လက်ကတိကြားကချွေးထွက်လာတယ်နတ်ပြည်မှာမပျော်ဘူးပြီးတော့သူတို့ရဲ့ရုပ်ဆင်းအင်္ဂါတွေလည်းပဲဖောက်ပြန်လာတယ်အဲ့ဒါလို့သေမဲ့နမိတ်၅မျိုးထင်လာတော့တရားမင်းကသိတယ်သူကိုယ်သူငါတော့ဒီအင်မတန်ကြီးကျယ်တဲ့စီးစိမ်ကြီးကိုဆွန့်ရတော့မှာပဲပြစ်ခဲ့ရတော့မှာပဲဒါကြောင့်အင်မတန်ပူလောင်နေဒါကနည်းနည်းလေးကိုချင်းစာကြည့်ပေါ့နော်တရားကြီးဒီမှာဘယ်လောက်ပူလောင်မလဲဆိုတာလောကမှာတကယ်အရေးတကယ်ဘေးဆိုတာအဲ့ဒါပါပဲနော်ခုတရားဓမ္မတို့ဦးဇင်းတို့တွေကဒီဘေးအကြီးကြီးကိုမမြင်တော့ဘေးသေးသေးလေးတွေကိုဘေးကြီးတွေလို့ထင်နေတာဟုတ်လားနောက်ကကြားလိုက်နေတယ်ဆိုတာကိုမသိတော့ဆူးချစ်ခံရတာခွေးဟောင်ခံရတာကိုအကြီးကြီးလို့ထင်နေတာတော်ထဲမှာကြားလိုက်လို့ပြေးနေတဲ့လူတယောက်မျက်စိထဲမြင်ကြည့်စမ်းပါဗျာတော်ထဲမှာကြားလိုက်လို့ပြေးနေရတဲ့လူတယောက်မျက်စိထဲမြင်ကြည့်စမ်းပါအသက်လူပြီးတော့ပြေးနေရတာဟုတ်လားအဲ့ဒါကိုခွေးဟောင်ခံရတာကိုငါကိုဟောင်ရကောင်းလားလို့ရက်ပြီးတော့ဝေဖန်နေမယ်ခံစားနေမယ်ဆိုရင်ဘေးတဲ့ရကြားကမှီပြီးတော့ဘာလို့မှလဲကြိုက်မှာပေါ့ဗျာကြားလိုက်လို့ပြေးနေရတဲ့လူတယောက်အတွက်ဆူးချစ်ခံရတာခွေးဟောင်ခံရတာဟာကြီးကျယ်တဲ့ဒုက္ခလို့ပြောလို့ရမလားခုတရားဓမ္မတို့ဦးဇင်းတို့ရဲ့နောက်မှာသေမင်းကလိုက်နေတယ်ကြားလိုက်နေတယ်ဒါပေမဲ့အဲ့ဒီကြားလိုက်ခံနေရတယ်ဆိုတာကိုမသိတဲ့အတွက်ကြောင့်သိတော်လည်းပဲမေ့လျော့ထားတဲ့မသိခြင်းနဲ့အတူတူဖြစ်တဲ့မေ့လျော့နေတဲ့အတွက်ကြောင့်လူကဲရတာလူချီးမွမ်းတာဆိုတဲ့ခွေးဟောင်ခြင်းနဲ့တူတဲ့ကိစ္စတွေကိုအရေးထားနေတာလောကဓာတ်ဆိုးတွေနဲ့တွေ့ခြင်းလို့ဆိုရတဲ့ဆူးချစ်ခံရတာကိုအလေးထားနေတာတကယ်စင်စစ်ဆူးချစ်တာခွေးဟောင်တာဟာကြားလိုက်ခံနေရတဲ့လူတယောက်အတွက်အရေးကြီးပါသလားအေးအရေးတွေဘာလို့ကြီးနေလဲဆိုတာအဖြေပေါ်ပြီနော်အရေးတွေဘာလို့ကြီးနေတာလဲသေမင်းဒီဟုသောကြားကြီးလိုက်ခံရတဲ့ဘေးကိုတကယ်မမြင်လို့တကယ်သေးသေးလေးဘေးကအကြီးကြီးလို့ထင်ပြီးတော့လူကိုခြောက်ခြားစေနေတာသဘောကျရဲ့လားအေးအခုလည်းပဲတရားမင်းကြီးမှာတကယ်အရေးတကယ်ဘေးတွေ့ပြီနော်
တေနမိတ်၅ပါးထင်ပြီးတော့တတိပေးလာပြီအနိစ္စကပြင်းပြင်းထန်ထန်တကားခောက်လာပြီမဖွင့်လို့မရတော့ဘူးအဲ့ဒီမှာ तू အကြီးအကျယ်ပူလောင်တယ်အကြီးအကျယ်စိတ်ဆင်းရဲတယ်အဲ့တော့ तू စဉ်းစားတယ်ဒီလောက်ကြီးကျယ်တဲ့စိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းနော်ဒီလောက်ကြီးကျယ်တဲ့ဒုက္ခမြတ်စွာဘုရားမှလွယ်လို့ဘယ်သူမှငြိမ်းအေးစီမှာမဟုတ်ဘူးငါမြတ်စွာဘုရားဒီသွားမယ်ဆိုပြီးတော့ဘုရားဘယ်မှာသတင်းသုံးလဲလို့သူအဖေညသူတို့ရဲ့နတ်တကူနဲ့ကြည့်တော့မြတ်စွာဘုရားဝိရိဒတောင်ညာအိန္ဒသာလလှိုင်ကူမှာသတင်းသုံးတာကိုသူတွေ့တယ်အဲ့ဒီတော့သူဘာလုပ်လဲဆိုတော့ဘုရားဖူးဖို့အတွက်နတ်သားနတ်သမီးတွေအများကြီးခေါ်တယ်သူကသူတယောက်တည်းသွားတာမဟုတ်ဘူးအများကြီးခေါ်တယ်အထူးသဖြင့်ပင်စတိခတ်ခေါင်းဆောင်တဲ့နတ်တွေအများကြီးခေါ်တယ်ဘာလို့ခေါ်တယ်လဲဆိုတော့သူကလွန်ခဲ့တဲ့2ရက်3ရက်လောက်တုန်းကဘုရားသွားဖူးသေးတယ်ဗျအဲ့ဒီတုန်းကမြတ်စွာဘုရားကသူ့ကိုဉာဏ်မရှင်းသေးဘူးဆိုပြီးတော့အတွေ့မခံဘူးဖလားသမပဝင်စားနေတာသူမြတ်စွာဘုရားကိုသွားပြီးတော့ဖူးမြော်ခွင့်မရပြန်လှည့်ခဲ့ရတာအဲ့ဒီမှာသူမှားခဲ့သေးတယ်ဘုရားနာမှာအမြဲတမ်းဖူးမြော်နေတဲ့ဝတ္တဝနမင်းကြီးရဲ့နတ်မိဘုရားဘူဇတိဆိုတာရှိတယ်သူကတဂရကအရိယာအဲ့ဒီနတ်သမီးကတဂရကဆိုတော့ကာမဂုဏ်ကိစ္စတွေအင်မတန်နည်းတဲ့အတွက်ကြောင့်အချိန်ပြည့်နီးဖျားနာမှာရှိတယ်အဲ့ဒီဘူဇတိနတ်သမီးကအဲ့ဒါတရားမင်းကဘူဇတိနတ်သမီးကိုငါမြတ်စွာဘုရားရဲ့ခြေတော်အစုံကိုရှ िख ိုးဥချတဲ့အကြောင်းရှောက်လိုက်ပါလေလို့ပြောပြီးတော့ပြန်သွားတာအဲ့ဒါသူကစဉ်းစားတာတရားမင်းကငါဟာကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မဟုတ်လို့မြတ်စွာဘုရားကငါ့ကိုအတွေ့မခံတရားမဟောတာနဲ့တူပါရဲ့ဒါကြောင့်နတ်သားနတ်သမီးတွေအများကြီးလာခေါ်သွားမယ်ဆိုရင်ဟောဒီတဲကတစုံတယောက်သောပုဂ္ဂိုလ်ကတော့ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ပါလိမ့်အဲ့ဒီကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်ပါလို့ရှိရင်မြတ်စွာဘုရားဧကန္တတရားဟောမှာပဲအဲ့ဒါလိုတရားဟောရင်ငါလည်းပဲတရားနာရတာကောင်းရဲ့ဟောဒီအကျိုးကိုမြင်လို့တရားမင်းကအဖော်တွေအများကြီးခေါ်တာဉာဏ်ကြီးတယ်နော်တရားမင်းကဟုတ်လားအမှန်ကတော့မြတ်စွာဘုရားကသူ့ကိုမကျွတ်ထိုက်လို့တရားမဟောတာမဟုတ်ပါဘူးဉာဏ်မရှင်းသေးလို့တရားမဟောတာအဲ့ဒီမှာသူနတ်တွေအများကြီးခေါ်တာအဓိကကဘယ်သူကိုခေါ်လဲဆိုတော့မြတ်စွာဘုရားနဲ့ယဉ်နီးတယ်လို့သူယူဆထားတဲ့ပင်စတိခနတ်သားကိုခေါ်တာပင်စတိခဆိုတာကခေါင်းမှာစတုံးကလေးတွေ5ခုထုံထားတယ်လို့ဆိုတယ်ဒါကြောင့်သူ့ရဲ့နာမည်ကပင်စတိခပိတ္တတို့ကြားဖို့ပါတယ်တချင်းဆိုကောင်းတဲ့နတ်သားလေဘေလူဝဆိုတာဥရှိတိမှဲ့ရောက်နတ်ဆောင်ကိုတီးပြီးတော့တချင်းဆိုတာသူတချင်းဆိုတဲ့အကြောင်းလည်းအနည်းငယ်တော့ဦးဇင်းတို့ပြောရမယ်ဟုတ်လားအဲ့ဒါလို့ပင်စတိခနတ်သားခေါင်းဆောင်ပြီးတော့နတ်သားနတ်သမီးတွေအများကြီးခြံရံပြီးတော့မြတ်စွာဘုရားကြီးကိုချင်းကပ်တယ်ဝိရိဒတောင်ရရောက်တော့အချင်းပင်စတိခမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်မြတ်ကြီးတွေဆိုတာအင်မတန်ချင်းကပ်ဖို့ခဲရင်းတယ်ဒါကြောင့်သင်အရင်လက်ဦးသွားပြီးတော့မြတ်စွာဘုရားကိုခွင့်ပြုအောင်တောင်းပန်ပါအောင်ပြီးမှငါနောက်ကလာခဲ့ပါမယ်မြတ်စွာဘုရားကိုဖူးမြော်ပါမယ်ဒါဂုံတရေရှိလူကြီးလူကောင်းတို့ရဲ့လှုပ်ထုံးလုံနည်းသဘောမျိုးပေါ့လေဟုတ်လားရှေ့ပြေးကလေးအဲ့ဒီလိုနတ်သားတွေနတ်သမီးတွေပြင်စတိခါတို့အုပ်စုတရားမင်းတို့အုပ်စုအဲ့ဒီတောင်ရံကိုရောက်သွားတော့ညချမ်းအယောင်တွေကိုလင်းထိန်ပြီးတော့ကောင်းကင်တစ်ခုလုံးဝင်းထိန်နေတာအဲ့ဒါအနာနာမှာရှိတဲ့ဆွမ်းခံရွာကဒကာဒကမတွေကသိတယ်တကူကြီးတဲ့နတ်တွေပြမာတွေမြတ်စွာဘုရားကိုစီကပ်နေတာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကဒီလိုဘုရားမျိုးလို့အင်မတန်ပျော်တယ်အင်မတန်ကြည်နူးတယ်အင်မတန်ဝမ်းသာတယ်ဟုတ်လားအေးအဲ့ဒီလိုတရားမင်းကပင်စတိခကိုအရင်လွတ်တော့ပင်စတိခကဘေလူဝနတ်ဆောင်ကိုပိုက်ပြီးတော့ဘုရားရှင်ထံတော်ဘာမှာနတ်ဆောင်ကိုတီးပြီးတော့တခြင်းဆိုတယ်တဲ့ဘယ်လိုတခြင်းမျိုးလဲဆိုတော့သူ့ရဲ့တခြင်းကဘုရားဂုဏ်နဲ့ဆက်တော်တရားဂုဏ်နဲ့ဆက်တော်တန်ဃာဂုဏ်နဲ့ဆက်တော်ယဟန္တာတို့ရဲ့ဂုဏ်နဲ့ဆက်တော်ကာမဂုဏ်နဲ့ဆက်တော်တဲ့အဲ့ဒီလိုမျိုးအဓိပ္ပာယ်တွေပါတဲ့တခြင်းကိုဆိုတာသူကဒီပင်စတိခဆိုတဲ့နတ်သားကတိမ်ပရုနတ်မင်းကြီးရဲ့သမီးသူရိယဝိသတာဆိုတဲ့နတ်သမီးကိုတစ်ဖက်သက်သူကမျက်နှိုးနေတာဒါပေမဲ့အဲ့ဒီနတ်သမီးကသူ့ကိုမကြိုက်ဘူးဒါကြောင့်သူကတခြင်းစဆိုတဲ့ကဘယ်လိုဆိုလဲနည်းနည်းလေးတော့ဦးဇင်းရွတ်ပြမယ်နော်ဘဟုတုတမဟုတ်လားငါသည်တဲ့တိမ်ပရုနတ်မင်းကြီးကိုရှ िख ိုးပါ၏ဘာလို့လို့ဆိုဒီလောက်ချောဒီလောက်လှတဲ့နတ်သမီးဟာဒီနတ်မင်းကြီးကြောင့်ငါမြင်ခွင့်ရတာဒါကြောင့်တိမ်ပရုနတ်မင်းကြီးကိုငါရှ िख ိုးပါ၏ချွေးထွက်လောက်အောင်အိုက်နေတဲ့ပုဂ္ဂိုလ်ဟာလေနူအေးလေးကိုတန်းတသလိုမျိုးအတော်ပြောတတ်တယ်ဗျာသိလား
နော်ယဟန္တာအရှင်မြတ်ဟာနိဗ္ဗာန်ကိုတန်းတတယ်လို့မျိုးဒါလည်းပါတာပဲသူကအင်မတန်စားလောင်းနေတဲ့လူဟာအစာဟာရကိုမှုတ်သိပ်တယ်လို့မျိုးရေငတ်နေတဲ့လူဟာရေကိုတန်းတတယ်လို့မျိုးငါဟာသူရိယဝိသတာကိုတန်းတတယ်အဲ့ဒါတွေပါတာသူကနော်အများကြီးပဲသူပြောထားတာတွေဂါထာတွေမှအများကြီးပဲဟိုငမားကြီးကိုမြုံမိတဲ့ငါဟာမထွေးနိုင်မမြုံနိုင်ဖြစ်နေတယ်လို့မျိုးငါဒုက္ခတွေရောက်နေပြီဒါတွေလည်းပါတယ်မှုံရစ်နေတဲ့ဆင်းပြောင်းဟာဘာကိုမှမသိနိုင်မမြင်နိုင်မဲနဲ့သူထင်ရလို့တယ်လို့မျိုးငါဟာဒုက္ခတွေရောက်နေပြီယဟန္တာကိုလှူရတဲ့အလူဟာနည်းနည်းလေးစေတနာလေးဖြစ်ပေမလို့အများကြီးသောအကျိုးတွေကိုပေးပြီးတော့ကြီးထွားလာတယ်လို့မျိုးသူရိယဝိသတာကိုမြင်လို့တဲ့စိတ်တွေကငါမှအများကြီးကြီးထွားလာပြီအဲ့ဒါတွေပါတယ်အဲ့ဒီမှာသူ့ရဲ့တခြင်းတွေဦးဇင်းတို့အကုန်အောင်ပြောရင်ဆုံးမှာမဟုတ်ဘူးသိလားအဲ့ဒီမှာမြတ်စွာဘုရားကသူ့တခြင်းဆုံးတော့ချီးမွမ်းတယ်တခြင်းတန်ကိုချီးမွမ်းတယ်ပိဿတိခါတဲ့ဒီတခြင်းတွေကိုဘယ်တော့မှမင်းသိကုန်းထားလေတဲ့သင်ရဲ့တခြင်းတန်ဟာစောင်းတန်ကိုလည်းမလွန်ဘူးသင်ရဲ့စောင်းတန်ဟာတခြင်းတန်ကိုမလွန်ဘူးတော်တယ်ပေါ့တီးတာဆိုတာတခြင်းတန်ကိုตาရလို့တခြင်းဆိုတာကိုအားပေးတဲ့အနေနဲ့မြတ်စွာဘုရားချီးမွမ်းတာမဟုတ်နော်တချို့ပုဂ္ဂိုလ်တွေကဟာပိဿသင်္ခါတခြင်းဆိုတာကိုမြတ်စွာဘုရားတောင်သဘောကျပြီးတော့ထောက်ခံတဲ့ရောင်ပါလို့ပြောတာရှိတယ်လေအမြန်ကဘာကြောင့်မြတ်စွာဘုရားကဒီတခြင်းတန်ကိုချီးမွမ်းတာလဲဆိုတော့တကယ်လို့ဒီလိုအတိအမှတ်မပြုဘူးမချီးမွမ်းဘူးဆိုရင်မြတ်စွာဘုရားလက်မခံဘူးနဲ့တူရဲ့ဆိုပြီးပြန်သွားလို့ရှိရင်မက်ဖို့ဒီဟူသောအကျိုးစီးပွားအစစ်အမှန်တွေကဆုံးရှုံးမှဆိုးလို့သူတို့မပြန်အောင်လို့မြတ်စွာဘုရားကဒီတခြင်းတန်ကိုချီးမွမ်းလိုက်တာအဲ့ဒီမှာပိဿတိခါမြတ်စွာဘုရားကိုစကားပြောရဲသွားတယ်ဒီတခြင်းတွေကိုသင်္ဘေလုံးကတည်ကုန်းထားတာလေဆိုတော့ပိဿတိခါကမြတ်စွာဘုရားတဲ့ဒီတခြင်းတွေတည်ကုန်းထားတာကြားကြလှပြီတဲ့မြတ်စွာဘုရားဘုရားဖြစ်ပြီးကစားဥရဝေလာတော်နေရင်စရာမြကမ်းပြီးအဇပါလညောင်မဲအောက်မှာသတင်းသုံးလုံးကလေးကစတပည့်တော်ဒီတခြင်းတွေကိုတည်ကုန်းထားတာအဲ့ဒီတော့ကတိမ်မရုနမင်းကြီးရဲ့နဗိမာန်ရှိကိုဟောဒီစောင်းကြီးပိုက်ပြီးတော့တပည့်တော်သူ့သမီးကိုသဘောကျတယ်နဲ့သွားဆိုတာသူအကြောင်းတွေပြောနေတာပိဿတိခါကအဲ့ဒီလိုတခြင်းဆိုတော့သူရိယဝိသတာကထွက်လာတယ်တဲ့ဗိမာန်တွေကသင်ဟာတဲ့ဘုရားကုံတရားကုံတန်ခါကုံတွေကိုဆိုတာမြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုငါမဖူးပါဘူးတဲ့ဒါပေမဲ့လို့သူဓမ္မနတ်တပည့်မှာငါကနေတော့မှမြတ်စွာဘုရားရဲ့ဂုဏ်တွေကိုငါကြားခဲ့ရတယ်အဲ့ဒါလို့အင်မတန်ထူးမြတ်တဲ့မြတ်စွာဘုရားရဲ့ဂုဏ်တွေကိုဆိုတဲ့အတွက်ကြောင့်ဒီနေ့တနေ့တာသင်နဲ့ငါရဲ့ပေါင်းဖော်ခြင်းဖြစ်ပါစေအဲ့ဒီနေ့ကစနောက်တစ်ခါမှမပေါင်းဖော်ရတော့ဘူးလို့မြတ်စွာဘုရားကိုပိဿတိခါကသူ့အကြောင်းတွေလျှောက်ပြောတာအဲ့ဒါကိုတရားမင်းကစိတ်မရှိဘူးနောက်ကနေပြီးတော့သူလာဖို့အတွက်ရှေ့ပြေးလွတ်တာကိုသူ့ကိုကြီးကိုယ်တာတွေပြောနေတာအဲ့ဒီမှာဟေးပိဿတိခါတရားမင်းမြတ်စွာဘုရားကိုရှ िख ိုးတယ်ဆိုတာကိုမင်းပြောအောင်နောက်ကနတ်တို့ရဲ့တကူနဲ့အချင်းချင်းသိပေးတာအဲ့ဒီတော့မှပိဿတိခါကမှန်လားပါဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတရားမင်းကမြတ်စွာဘုရားကိုရှ िख ိုးကြတော့ပါဗျာအဲ့ဒီမှာမြတ်စွာဘုရားကတရားမင်းကြီးချမ်းသာပါစေဘာဖြစ်လို့လဲဆိုတော့မြတ်စွာဘုရားဆိုတာတတ္တဝအလုံးချမ်းသာတာကိုမြင်ခြင်းနဲ့တဲ့အဲ့ဒါလိုလေးအမိန့်ရှိတော့မှတရားမင်းကအချမ်းရံနေတဲ့ဂူထဲကိုဝင်လာတာတရားမင်းဝင်လာတော့ဒီဂူလုံးကလင်းထိန်သွားတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့ရောင်ကြီးတော်ကိုတော့မလွှမ်းမိုးနိုင်ဘူးတရားမင်းလည်းဝင်လာရောမညီညာတဲ့ဂူကြီးဟာညီညာသွားတယ်မကျေပြန့်တဲ့ဂူဟာကျေပြန့်သွားတယ်အံ့ဩစရာတော့ကောင်းတယ်နော်အဲ့ဒီမှာမြတ်စွာဘုရားကတရားမင်းကြီးကိုအလုတ်ကိစ္စတွေဒီလောက်များတဲ့ကြားတွေကဖျားလာဖူးနိုင်တာအံ့ဩစရာကောင်းတယ်လို့အဲ့ဒါလိုလေးမြတ်စွာဘုရားကစကားကိုဥစွာပြောတာမြတ်စွာဘုရားဆိုတော့စကားပြောအင်မတန်ကျွမ်းကျင်တာပေါ့နော်အဲ့ဒီတော့မှန်လားပါဗျာတဲ့တပည့်တော်အခုမှမြတ်စွာဘုရားကိုလာဖူးတာမဟုတ်ပါဘူးလွန်ခဲ့တဲ့3ရက်လောက်တုန်းကတပည့်တော်မြတ်စွာဘုရားကိုလာဖူးပါသေးတယ်ဖေ။အဲ့ဒီတုန်းကမြတ်စွာဘုရားဖလားသမပဝင်စားနေလို့တပည့်တော်အခွင့်မတန်လို့ဘုဇတိနတ်သမီးကိုမှားထားခဲ့ပြီးတော့တပည့်တော်ပြန်သွားတာဗျာမြတ်စွာဘုရားကိုရှ िख ိုးတယ်လို့ပြောလိုက်ပါလျှောက်လိုက်ပါလို့တပည့်တော်ဘုဇတိကိုမှားခဲ့တယ်အဲ့ဒီဘုဇတိနတ်သမီးကမြတ်စွာဘုရားကိုလျှောက်ပါရဲ့လားဖေ။အေးလျှောက်တယ်တဲ့အဲ့ဒီတုန်းကသင်ရဲ့ယထာဘိန်းတန်ကိုကြားလိုက်တာနဲ့ငါဖလားသမပကထတာတပြိုင်တည်းသေးပဲတဲ့ယထာဘိန်းတန်ကိုကြားလို့ဖလားသမပကထတာတော့မဟုတ်ဘူးတိုက်ဆိုင်မှုပေါ့နော်အဲ့ဒီလိုမြတ်စွာဘုရားကအမိန့်ရှိတော့တရားမင်းကမြတ်စွာဘုရားကိုစပြီးတော့လျှောက်တယ်
အရှင်ဘုရားတဲ့တပည့်တော်ရှေးအစဉ်ဆက်နတ်တွေပြောခဲ့တဲ့စကားမှန်တဲ့အကြောင်းတပည့်တော်သိရတယ်။ဘာလဲဆိုတော့မြတ်စွာဘုရားလောကမှာပွင့်ထွန်းလာလို့ရှိရင်အတူရာတွေဆုပ်ယုပ်ပြီးတော့တာဝရိန္ဒနတ်တွေစီကားတယ်တိုးတက်တယ်ကြီးပွားတယ်လို့တပည့်တော်ကြားဘူးတဲ့အခုသိမှန်တာပဲတဲ့မြတ်စွာဘုရားပွင့်လာတော့ဘုံကံကြီးတဲ့နတ်သားတွေနတ်သမီးတွေတပည့်တော်တို့တာဝရိန္ဒနတ်ပြည်မှာအများကြီးတိုးတက်တယ်တဲ့မြတ်စွာဘုရားကိုလျှောက်တာနော်အဲ့ဒါနဲ့သူကတစ်ဆက်တည်းသူ့ရဲ့သားဖြစ်တဲ့ဂောပကနတ်သားရဲ့အကြောင်းကိုပြောပြတယ်မြတ်စွာဘုရားကိုတရားဟောဖို့တောင်းပန်ခြင်းတို့ဏိဒန်းနေခင်းနေတာတရားမင်းကဟိုခုနတုန်းကဥစဉ်ဏိဒန်းတုန်းကရွတ်လိုက်တယ်လေတတ္တဝါတွေဟာငြိမ်ငြိမ်ချမ်းချမ်းဘေးကင်းရန်ကင်းတကယ့်ကိုစိတ်ချမ်းချမ်းသာသာနဲ့နေလိုကြပြီမလို့အဲ့ဒါလိုမနေကြရဘူးမငြိမ်ချမ်းသာဟာဘာကြောင့်လဲဆိုတဲ့ဒီမေးခွန်းကလေးမမေးခင်မှာစကားဏိဒန်းတွေတွဲနေတာဘယ်သူအကြောင်းကိုရှောက်မှလဲသူ့ရဲ့သားဂောပကနတ်သားရဲ့အကြောင်းကိုရှောက်မှအဲ့ဒါကိုဦးဇင်းတို့ဂောပကဝတ္ထုဆိုပြီးတော့အကျေတဝန်ကြီးပြောထားတာရှိတယ်အဲ့ဒါကိုပိဿပေါင်းသူတော်ကောင်းတို့နှလုံးသွင်းကြည့်မယ်နော်အဲ့ဒီဂောပကဆိုတဲ့နတ်သားကသူကတာကီဝင်မင်းသမီးအရင်ဘဝကမိန်းမဂောပိကာတဲ့ကပိလဝတ်ပြည်ကဖះကိုကြည်ညိုတယ်တရားကိုကြည်ညိုတယ်သံဃာကိုကြည်ညိုတယ်ဂောပိကာတာကီဝင်မင်းသမီးတဲ့မိန်းမဖြစ်ရတာအင်မတန်ဆွဆုပ်တယ်တဲ့သူကဖြစ်လေရဘဝယောက်ျားပဲဖြစ်ချင်တယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီယတနာမြတ်သုံးပါးကိုကိုယ်ွယ်ရှိခဲ့ရင်းနဲ့ယောက်ျားဖြစ်ရဖြစ်ကြောင်းအကျင့်ကိုသူကျင့်တယ်နော်အဲ့ဒါလို့သူဘာသာရေးကိုကိုင်းဆိုင်ပြီးတော့တကယ်စိတ်ကောင်းနှလုံးကောင်းနဲ့နေလာရင်းနဲ့သေတော့တရားမင်းရဲ့သားယောက်ျားဖြစ်တယ်နတ်သားဖြစ်တယ်နော်နတ်သားဖြစ်တော့ဒီနေ့နတ်စည်းစိမ်ခံစားရင်းနဲ့ကကြည်တဲ့ဂန္ဓပနတ်အဖွဲ့ကြီးတစ်ဖွဲ့တရားမင်းအမှုရှိတဲ့တရားရဲ့ဆွေတွေမျိုးတွေဒီကြီးကျယ်တဲ့စီးစိမ်ရှိတဲ့နတ်တွေကိုဖြောပြေဖို့အတွက်ပေါ့ဗျာလူလောကကြီးလိုပါပဲဟုတ်လားဖြောပြေဖို့အတွက်အဲ့ဒီဂန္ဓပကကြည်တဲ့နတ်အဖွဲ့ကြီးတစ်ဖွဲ့ရောက်လာတယ်တီးကြမှုကြဆိုကြကကြပေါ့လေအဲ့ဒီကကြည်တဲ့နတ်ကနေတဲ့နတ်တွေထဲမှာထူးထူးခြားခြားကကြည်တဲ့ဂန္ဓပနတ်3ယောက်ကဒီပြင်နတ်တွေတဲ့ပူပြီးတော့အယောင်အဝါတွေထွက်နေတယ်တဲ့အဲ့ဒါကိုဂောပကနတ်သားကအဲ့ဒီကကြည်တဲ့အဖွဲကြီးရဲ့ကနေပုံဆိုနေပုံတွေကိုကြည့်ရှုခံစားရင်းနဲ့တတိထားမိဟာဟိုနတ်3ယောက်ကဒီပြင်နတ်တွေတဲ့ပူပြီးတော့အယောင်တွေထွက်နေပါလားအဲ့ဒါနဲ့ထပ်ပြီးတော့သူစဉ်းစားတယ်ဘာလို့ဒီအယောင်တွေကထွက်နေတာတော့ဘာလို့သူတို့ကသူများနဲ့မတူတာတော့စဉ်းစားလိုက်တော့အဲ့ဒီဂန္ဓပနတ်3ယောက်ကအရင်ဘဝကယဟန်နေသေးလို့ယဟန်နေပြန်တော်မူလို့ဖြစ်လာတာတဲ့အရင်ဘဝကယဟန်နေတယ်ဘေးယဟန်နေလေလို့ဆက်ပြီးတော့စဉ်းစားလိုက်တော့အဲ့ဒီဂောပိကာမင်းသမီးဘဝကသူ့အိမ်မှာသူဆွန်းလောင်းခဲ့တဲ့သူ့ရဲ့ဆရာဘုန်းကြီးတွေဖြစ်နေတယ်တဲ့ဗျာဒကာကြီးဒကာမကြီးများနော်တပည့်ဖြစ်တဲ့ဒကမကနတ်သားဖြစ်ပြီးတော့ဆရာဖြစ်တဲ့ဘုန်းတော်ကြီးတွေကအဲ့ဒီနတ်သားကိုဖြိုပြေရတဲ့ဂန္ဓပနတ်အောက်ကျတဲ့နတ်အမျိုးအနွယ်ညံ့တဲ့နတ်ဖြစ်နေတယ်ဘယ်လိုမှမခံနိုင်ဘူးအဲ့ဒီဂောပကနတ်သားကကြည်စမ်းငါကိုးကွယ်ခဲ့တဲ့ငါဆရာတွေငါဆွန်းလောင်းခဲ့တဲ့ငါဆရာတွေမြတ်စွာဘုရားရဲ့တရားတော်ဆိုတာမြင့်မြတ်ရာကိုဥတည်ပြီးတော့မြင့်မြတ်တဲ့မြင့်မြတ်တဲ့ဘက်ကိုရောက်အောင်ပို့တဲ့တရားပါဘယ်နဲ့ကြောင့်နှိမ့်ကြတဲ့နေရာကိုရောက်လာတာတော့အဲ့ဒါနဲ့ဆိုတာဗျအဲ့ဒီနတ်သားကသိလားအဲ့ဒီဂန္ဓပနတ်3ယောက်အရှင်တို့တဲ့အရင်ဘဝကယဟန်နေငါသိတယ်တဲ့မြတ်စွာဘုရားရဲ့မြင့်မြတ်ရာမြင့်မြတ်ကြောင်းကိုညွှန်ပြတဲ့တရားတွေကိုဘယ်ဘက်ကိုမြန်ဉာဏ်ဥလှည့်ပြီးတော့နာခဲ့တာလေတဲ့ဟောဒီစကားလေးသတိထားကြရတော့ဒကမကြီးများတရားဆိုတာမြင့်တဲ့နေရာကိုပို့ဖို့မြတ်တဲ့မြတ်တဲ့နေရာကိုပို့ဖို့အဲ့ဒါလို့မြင့်မြတ်တဲ့ဘက်ကိုညွှန်ပြနိုင်တဲ့တွန်းပို့နိုင်တဲ့တရားကိုလက်ငင်းတွေ့နေရပါလှဲ့ကနဲ့နေကြတဲ့ဘက်ကိုရောက်သွားမယ်ဆိုရင်ကိုညံ့တာပေါ့ဟုတ်လားတကယ်ကြီးမိုက်များအေးအခုလည်းပဲယဟန်တော်တွေယဟန်မှာရိုးရိုးမဟုတ်ဘူးသီလလည်းစင်ကြယ်တဲ့ဗျာဇံအဘိညာဉ်လည်းရခဲ့တဲ့အဲ့ဒီဇံအဘိညာဉ်လက်ရှိနဲ့သိမယ်ဆိုရင်တောင်မှပြမပြေရောက်နိုင်နေဒါပေမဲ့ဘာဖြစ်နေတာကန္ဓပနတ်ဖြစ်နေတာကကြည်တဲ့နတ်ဖြစ်တာကကြည်တယ်ဆိုတာပြတတ်တယ်
သူများခံစားဖို့အတွက်ဖြိုပြေးပေးရတာဆိုတော့အောက်ကြတာပေါ့ဟင်ဒကာကြီးဒီမကြီးများအဲ့ဒီမှာသူပြောတဲ့စကားဂောပကနတ်သားပြောတဲ့စကားလေးမှတ်ရမယ်နော်မြင့်မြတ်ရာမြင့်မြတ်ကြောင်းကိုညွှန်ပြနိုင်တဲ့တရားတော်ကြီးနဲ့တွေ့ခဲ့ပါလက်ခင်နဲ့ဘယ်ဘက်ကိုညံဥလှည့်ပြီးတော့တရားနာခဲ့တာလဲအဲ့ဒါလိုမေးပြီးတော့အရှင်တို့ကိုမြင်ရတာမကောင်းသောမြင်ခြင်းပဲတဲ့ငါလိုမိမတယောက်ဖြစ်ခဲ့တဲ့ပုဂ္ဂိုလ်ကအရှင်းမြင့်တဲ့ဘဝကိုရအောင်ယူနိုင်ပါလက်ခင်နဲ့ယဟန်ရမကြီးတွေဖြစ်နေပါလက်ခင်နဲ့နှိမ့်ကြတဲ့ဘဝကိုရတာမြင်ရတာစက်သိမရှိဘူးလို့ပြောတာပက်ပက်ဆက်ဆက်ပြောတာအဲ့ဒီပက်ပက်ဆက်ဆက်ပြောဆိုခြင်းဆိုတဲ့ဆေးကားကြီးတိုက်လိုက်တာအစွမ်းထက်တယ်ဗျအဲ့ဒီဆေးကားကြီးစွမ်းတယ်ဟုတ်တုံဆိုတော့အဲ့ဒီကန္တပနတ်3ယောက်ထဲက2ယောက်သောကန္တပနတ်သားတွေဟာပြန်ပြီးတော့တတိယရှက်เสียကောင်းလိုက်တာသူပြောမယ်ဆိုလေပြောเสียရမယ်ဘာဖြစ်လို့သူတို့ကကန္တပနတ်ဖြစ်ရတော့ဆိုတော့ဘဝပေါင်းများစွာအဲ့ဒီကန္တပကကြေတဲ့နတ်တွေဖြစ်ခဲ့တာလေအဲ့ဒီယဟန်တို့သုံးပါးကဒါကြောင့်မလို့ဘဝနိကန္တိကကိုဖြစ်ခဲ့မှုတဲ့အခြေအနေလေးထဲမှာตาရတဲ့စိတ်တွေကအထက်ထပ်ဖြစ်ခဲ့တာဆိုတော့နောက်တစ်ခါထပ်ဖြစ်တဲ့သဘောပါပဲအလေးအကျင့်သဘောအာတိဝနပစ္စည်းသဘောလို့လည်းပြောမယ်ဆိုရင်ပြောလို့ရတယ်ဒါလေးလုံနေကြဒါလေးကျွမ်းကျင်တယ်ဆိုတော့ပြောလိုက်ရင်ဒါမျိုးပြုလိုက်ရင်ဒါမျိုးကြံလိုက်ရင်ဒါမျိုးအဲ့တော့ဖြစ်လိုက်တော့လေဒါမျိုးပေါ့သဘောပေါက်လားအဲ့ဒါနဲ့နတ်သား2ယောက်ကတော့အဲ့ဒီတိုက်လိုက်တဲ့ပြင်းထန်တဲ့ခြေကားကြီးကိုအစွမ်းထက်တယ်ဗျသူတို့အတွက်ပြန်ပြီးတော့တတိရတဲ့အတွက်ကြောင့်အဲ့ဒီနားတယ်ပထမဇန်ရတယ်ရိုးရိုးမဟုတ်ဘူး3မက်3ဖို့နဲ့တခွတယ်။ဂိုင်းအမျက်တွေထွက်လိုက်တာနော်။အဲ့ဒီဂောပကနတ်သားတဲ့တောင်တာသွားပြီ။အခြေခံလေးကသိကောင်းခဲ့တာအခုအနာဂံဖြစ်ပြီးတော့အဲ့ဒီနားနဲ့တခါတည်းသုတိသိကြပြီးတော့တခါတည်းဗြဟ္မပြည်ကိုကူးသွားတာ။ဒါပေမဲ့ကန္တပနတ်သားတစ်ယောက်ကတော့အဲ့ဒီမှာပဲပျော်ပြီးတော့နေတာတဲ့။ဟောသူလည်းပဲအတူတူလုပ်ခဲ့တာအတူတူကြားတာပဲ။ဒါပေမဲ့ဟို2ယောက်ကတော့တတိရတယ်ဒီတစ်ယောက်ကတော့တတိမရဘူး။အဲ့ဒါသူကြမ်းနေခဲ့တယ်။အဲ့ဒါလို့ကန္တပနတ်အဖြစ်ကနေပြီးတော့ဗြဟ္မပြည်ကိုဒီတိုင်းကြီးကူးသွားတာကိုတရားမင်းကမြင်တယ်မြင်တော့ဟေးဒါမှဖြစ်တာလို့အဲ့ဒီမှာဂောပကနတ်သားကိုမေးတော့ဂောပကနတ်သားကအကုန်ပြန်ပြောပြတယ်ခမဲတော်ကြီးတဲ့ဒါအရှင်ဘဝကသူ့အိမ်မှာဆုံးခံခဲ့တဲ့ကိုတော်3ပါးသူ့ဆရာတွေပါအဲ့ဒါကြောင့်မလို့သူပက်ပက်ဆက်ဆက်ပြောလိုက်လို့အမှန်တွေပြောတာနော်ပြောတာကတော့ဒါကြောင့်နာနာချင်းချင်းအပြစ်မြင်တိုင်းဝမ်းတွဲမတူဟုတ်တိုင်းဆိုကကြားဘူးတယ်မဟုတ်လားဒီနိုင်ငံလေးဆရာဆိုတဲ့အဓိပ္ပာယ်ကလေးနော်အဲ့တော့ကိုယ့်ရဲ့အပြစ်ကိုပြပြီးတော့အမှန်ကိုပြောတာဟာတကယ်စင်စစ်နှလုံးသွင်းတတ်မယ်ဆိုတော့သိအကျိုးကြီးပါတယ်အဲ့ဒါလို့ဂောပကနတ်သားကသူ့ရဲ့အဖေတရားမင်းကိုအဲ့ဒီကန္တပနတ်ရဲ့အကြောင်းကိုပြောပြတော့တရားမင်းကြီးကအင်မတန်သဘောကျတယ်တော်လိုက်တာတတိယပြီးတော့သူတို့အနာဂံဖြစ်သွားတယ်တန်တရားရေးစိတ်အေးရတယ်အဲ့ဒီအကြောင်းတွေကိုသူကမြတ်စွာဘုရားကိုလျှောက်ပြီးတော့အရှင်ဘုရားတပည့်တော်လည်းအဲ့ဒီနတ်တွေလို့တရားဓုများရလေမလားလို့ဟောတရားမင်းကနော်အဲ့ဒါလို့တပည့်တော်မျှော်ကိုမိတယ်မျှော်လင့်မိတယ်တောင့်တမိတယ်ဒါကြောင့်မြတ်စွာဘုရားစီကိုဘုရားပြီးတော့ချင်းကပ်တာပါဒါကြောင့်တပည့်တော်မှာဖြစ်နေတဲ့အတွေ့ဖြစ်နေတဲ့ပြဿနာဒါတွေနဲ့ပတ်သက်ပြီးတော့မေခွင့်ပြုပါလို့တောင်းပန်ပြီးတော့သောတော်တုံးကတရားဏိဒန်းတုံးကမေးတဲ့အမေကိုမြတ်စွာဘုရားကိုမေးတာပြန်ပြောမယ်နော်တတ္တဝါတိုင်းဟာငြိမ်ငြိမ်ချမ်းချမ်းဘေးကင်းရန်ကင်းစိတ်ဆင်းရဲခြင်းမရှိဘဲနဲ့နေလိုကြတယ်ဒါပေမဲ့အဲ့ဒါလို့မနေကြရဘူးပူလောင်စိတ်ဆင်းရဲနဲ့ဘေးတွေရန်နေနဲ့နေကြရတာစိုးရိမ်မှုတွေနဲ့နေကြရတာအဲ့ဒါလို့မငြိမ်မချမ်းနေကြရတာဟာဘာကြောင့်လဲလို့မေးတာတရားအခုမှစတာနော်တရားကအခုမှစတာအချိန်ကတော်တော်ရောက်သွားပြီဒီကမာကြီးတွေအောက်ကနည်းနည်းတော့အေးတာပေါ့ဟုတ်လားဒါပေမဲ့ဆုံးအောင်နာကြရမယ်အခုမှပြောလို့ရင်တရားအနှစ်သာရကအခုမှစမှာငြိမ်းချမ်းခြင်းပါလှည့်ခင်နဲ့ဘာကြောင့်မငြိမ်းချမ်းကြရသလဲဆိုတာကိုမြတ်စွာဘုရားဘယ်လိုဖြေလဲဆိုတော့ဣတ္တမေစရိယတန်ယောဇနံဣတ္တမေစရိယတန်ယောဇနံမနာလိုခြင်းဝင်တိုခြင်းဆိုတဲ့တန်ယောဇဉ်ကျိုးတို့ကြောင့်နေတံထိုနတ်လိုစားသောတတ္တဝါတို့သည်သဝေရာယံရှိကြကုန်သည်ဖြစ်၍တတန္တဥစ္စာတံပေလက်နဲ့တံပေသင့်ရောက်ကြကုန်သည်ဖြစ်၍
တပြာပိစာဆိုရင်ခြင်းဘူရွှေခြင်းစိတ်ဆင်းရဲခြင်းနဲ့တကွာဖြစ်ကြကုန်၏ဖြစ်၍သဝေရိနောသတပ္ပတာယံသူတွေနှင့်တကွသဝေရိနောယံဟုသမျှဝိုင်းဝိုင်းလည်နေကြကုန်၏ဖြစ်၍ဝိဟရန္တိနေကြရကုန်၏ချမ်းသာခြင်းပါလဲနဲ့မချမ်းသာကြရမချမ်းသာကြရတာဟာဣတ္တာမစ္စရိယဆိုတဲ့တန်ရောစဉ်ကျိုးနှစ်ချောင်းနဲ့အချီအနှောင်ကိုခံကြရလို့ပဲတဲ့ဣတ္တာမစ္စရိယဒီတတ်တို့အဖြေထွက်လာပြီနော်ဗါတဲ့တော့ဣတ္တာမစ္စရိယဣတ္တာဆိုတာမနာလိုတာမစ္စရိယဆိုတာဝန်တူတာအဲ့ဒါကိုဦးဇင်းတို့နည်းနည်းလေးရှင်းပြရမယ်ဣတ္တာဆိုတာကမနာလိုတာမစ္စရိယဆိုတာဝန်တူတာမနာလိုတာဆိုတာဘာကိုမနာလိုတာလဲဆိုကြပါစို့နားမထောင်လိုဘူးဆိုတာကိုအတူတူပြောထားတာမနာလိုဘူးဆိုတာနားမထောင်လိုဘူးနားမထောင်ခြင်းဘူးနားမထောင်နိုင်ဘူးဘာတွေကိုနားမထောင်နိုင်တာလဲဘာတွေကိုနားမထောင်ခြင်းတာလဲဘာတွေကိုနားမထောင်လိုတာလဲသူများကြည်ပွားတာသူများချမ်းသာတာသူများကိုယ့်ထက်သာတာကိုနားမထောင်လိုဘူးအဲ့ဒါပုထုဇဉ်တို့ရဲ့ပင်ကိုယ်သဘောပဲအဲ့ဒါဟုတ်မဟုတ်အခုလောလောဆယ်လေးစီစစ်ကြည့်စမ်းပါဗျာသူများကိုယ့်ထက်သာသွားပြီသူများကိုယ့်ထက်တော်သွားပြီတိသွားပြီတက်သွားပြီပစ္စည်းတွေပေါ်သွားပြီအစသာရရကိုယ့်ထက်သာပြီဆိုလို့ရှိရင်နားထောင်ရတာအရသာရှိလားပြောတဲ့လူကပြောလို့သာအာနာလို့တော်၎င်းကြောက်လို့တော်၎င်းမကောင်းတတ်လို့တော်၎င်းအမျိုးမျိုးသောအကြောင်းကြောင့်အောင့်ဤပြီးတော့နားထောင်နေရပေမလို့စိတ်ထဲမှာနားမထောင်လို့တဲ့စိတ်ကတော့ရှိနေတယ်အဲ့ဒါဘာခေါ်မလဲအဲ့ဒါအိတ်တာပဲအဲ့ဒါအိတ်တာပဲဗျအဲ့ဒီမနာလို့တဲ့သဘောကကိုမုန်းတဲ့ပုဂ္ဂိုလ်ပေါ်မှာဆိုအများကြီးပို့ပြီးတော့တိတိတာတာဖြစ်တယ်နော်ကိုမကြိုက်ဘူးဒီလိုမကြိုက်ဘူးဆိုအဲ့ဒီလိုကြီးပွားတော့ဖြစ်လာမပြောစမ်းနဲ့အလကားဆိုင်ကိုလို့ချုံမရတာကောင်းတဲ့ဟာတွေမဟုတ်ဟောအဲ့ဒါလိုမဲ့ကရွက်ကတောင်ပြောတယ်နော်မနာလိုတဲ့သဘောဟာမနာလိုတဲ့လေသံတွေပဲထွက်တယ်မနာလိုတဲ့အပြုမှုတွေပဲပြုမှုတယ်အဲ့ဒါလိုတပါးသောသူတွေကြီးပွားတာချမ်းသာတာကိုယ့်ထက်သာတာကိုမကြားလို့မနာလိုတဲ့သဘောကိုဣတ္တာလို့ခေါ်တယ်အိမ်မတန်ပြင်းပြင်းထန်ထန်ဖြစ်လို့ရှိရင်သွေးတွေဘာတွေတောင်အန်တတ်တယ်လို့ဆိုတယ်နော်သူများပေါ်မှာမနာလိုသိဖြစ်ရတာအိမ်မတန်ရှုံးတယ်ဘာမှလည်းရတာလည်းမဟုတ်ဘာမှလည်းအကျိုးရှိတာလည်းမဟုတ်တက်တက်မဲ့အဲ့ဒီလူတို့လည်းဘာမှထိခိုက်သွားတာမဟုတ်ကိုယ်မှနေရင်ထိုင်ရင်နဲ့စိတ်ထဲမှာပူလောင်နေတာဦးဇင်းတို့လည်းဖြစ်ဖူးတယ်ဒကာကြီးမိုင်များလည်းဖြစ်ဖူးတယ်ဖြစ်လဲနောက်ထပ်ဖြစ်အောင်မှာတတိထားပြီးတော့ကြည့်မလေးမပယ်ရသေးဘူးသောတာပန်ဖြစ်မှပယ်တာဖြစ်အောင်မှာအဲ့ဒီတရားစိုးကြီးကဖြစ်အောင်မှာဖြစ်เสียအကြောင်းရှိရင်ဖြစ်ကိုဖြစ်အောင်မှာအဲ့ဒီအချိန်ကျတော့ဘလောက်ခံရခက်တယ်လဲဆိုတာလက်တွေ့တခိုးကိုဖမ်းတယ်လို့ဖမ်းကြည့်ပေါ့ဖြစ်မှာနော်ဒကာကြီးမိုင်များအဲ့ဒီအိတ်တာဆိုတဲ့သဘောတရားလောကကြီးကိုပူလောင်အောင်လောကကြီးကိုရှုပွက်အောင်လောကကြီးကိုမငြိမ်းချမ်းအောင်လုပ်နေတာနောက်ထပ်မစ္စရိယဆိုတာဘာလဲဝန်တူတာဘာကိုဝန်တူတာလဲဆိုတော့ကိုပိုင်နေဆိုင်နေလို့သတ်မှတ်ထားတဲ့သက်ရှိသက်မဲ့တွေနဲ့ပတ်သက်လာလို့ရှိရင်သူများနဲ့လုံးဝမဆက်ဆက်စေခြင်းဘူးသူများနဲ့လုံးဝမပတ်သက်စေခြင်းဘူးနည်းနည်းလေးမှအထိမခံနိုင်ဘူးအကြည့်မခံနိုင်ဘူးဟောတကယ်မြတ်နိုးလာလို့ရှိရင်အကြည့်တောင်မခံနိုင်ဘူးအထိမပြောတဲ့ဟုတ်လားအပိုင်ဆိုတာဝေလာဝေးနော်ဒါငါဟာလို့သတ်မှတ်လို့ရတဲ့အရာမှန်သမျှနဲ့သက်ရှိပဲဖြစ်ဖြစ်သက်မဲ့ပဲဖြစ်ဖြစ်အဲ့ဒါကိုတစုံတစ်ယောက်ကမျက်စောင်းထိုးလာပြီဆိုစပြီးတော့လှုပ်လာပြီပေးရတော့မှနဲ့တူတယ်ပတ်သက်တော့မှနဲ့တူတယ်ဆိုရင်စိတ်ထဲမှာထိတ်လန့်လာတယ်တုန်လှုပ်လာတယ်တတ်နိုင်သမျှကာကွယ်ဖို့ကြိုးစားရတယ်နေရင်ထိုင်ရင်အဲ့ဒီလူဟာကိုယ်ရန်သူဖြစ်တော့မှာဗာလေဝန်တူတာအဲ့ဒီဝန်တူတဲ့သဘောဦးဇင်းတို့ယဟန်လောကမှာအများကြီးပို့ပြီးတော့ဖြစ်တတ်တယ်ဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာလည်းပဲယဟန်တော်တွေအတွက်ပဲမစ္စရိယနဲ့ပတ်သက်ပြီးတော့၅မျိုးလောက်တော့ဟောထားတာရှိတယ်ဗျဟုတ်လားအာဝါဒမစ္စရိယတဲ့ကိုယ်နေရာလေးသူများလာနေမကြိုက်ဘူးလာနေမှာဆိုးတယ်လူတွေမှာလည်းရှိတာပါပဲနော်နောက်ကုလမစ္စရိယတဲ့ကိုယ်တကားတကမဒီပြင်ဘုံကြီးနဲ့ပတ်သက်သွားမှာဆိုးရိမ်တယ်ကြောက်တယ်လူတွေဆိုရင်လည်းကိုချစ်တဲ့လူမြတ်နိုးတဲ့လူဟုတ်လားကိုအတိုင်းဝိုင်းသူများနဲ့ထိစပ်မှာစိုးတယ်ဟုတ်လားကုလမစ္စရိယနော်ပြီးတော့ဗါလဲလာဘမစ္စရိယလက်လာဘကိုယ်သာလင်ရခြင်း
ကိုလက်လာပါသူများကိုခွဲမပေးနိုင်ဘူးကိုရတယ်လို့မျိုးသူများကိုမရစေခြင်းဘူးဝန်တိုတာနော်ပြီးတော့ဗာလဲဝဏ္ဏမစ္စရိယဂုံတည်းနေကိုတယောက်ပဲဂုံရှိခြင်းကိုရတဲ့ဂုံမျိုးသူများမရစေခြင်းဘူးသူများအဲ့လိုဂုံတွေရှိသွားမှဆိုရင်နေရင်ထိုင်ရင်လည်းအနေရခက်တယ်တတိပြလာပိုက်ထဲမှာမတည့်တဲ့အစာကိုမျိုးလိုက်မိတယ်လို့မျိုးပဲဟုတ်လားမစ္စရိယနောက်ပြီးတော့ဗာမစ္စရိယရှိသေးလဲဓမ္မမစ္စရိယတဲ့အံ့ဩစရာကောင်းတယ်တရားမှတောင်ဝန်တိုတယ်ဗျာဘာလဲဆိုတော့လောကီအသိပညာတွေဦးဇင်းတို့တရားစာပေပရိယတ်တိကိုသိတယ်လို့သူများကိုမသိသိချင်တာတွေရှိတယ်အဲ့ဒါဗာလဲဓမ္မမစ္စရိယအဲ့ဒီအိတ်တာမနာလိုခြင်းမစ္စရိယဝန်တိုခြင်းဆိုတဲ့ဒီတရားနှစ်ပါးဟာလောကကြီးကိုမငြိမ်းမချမ်းဖြစ်အောင်လုပ်တဲ့နေရာမှာအကြီးကျယ်ဆုံးသောလက်သက်တရားခံမယ်ပေတတို့ဉာဏ်ရှိတယ်ကဘာကြီးနဲ့ခြီးပြီးတော့ကြည့်နိုင်ငံနဲ့ခြီးပြီးတော့ကြည့်တစ်မျိုးလုံးနဲ့ခြီးပြီးတော့ကြည့်ရက်ကွက်နဲ့ခြီးကြည့်အိမ်နဲ့ခြီးကြည့်အကုန်လုံးခြီးပြီးတော့ကြည့်ဟုတ်လားဒီမနာလိုခြင်းဝန်တိုခြင်းကြောင့်လောကကြီးရှုပွက်နေတာမနာလိုတဲ့စိတ်တွေများတော့ကိုယ့်ထက်သာသွားမှာဆိုတော့နှောင့်ယှက်ရတယ်နော်တချို့လူမိုင်ငှားပြီးတော့တတ်တဲ့အဆင့်တောင်ရောက်တယ်ဟိုတုန်းကကြားဘူးတယ်ဟိုစကိတ်စီးချန်ပီယံရေခဲပြင်စကိတ်စီးတာပြိုင်နေတာလေနောက်ထပ်လူတစ်ယောက်ကကောင်မလေးတစ်ယောက်ကတအားအလားလာကောင်းတော့အရင်ချန်ပီယံကလူမိုက်ကိုငွေပေးပြီးတော့ခြေထောက်ကိုချိုးခိုင်းတာဒီကဘာကြီးမှာအဲ့ဒါမျိုးတွေအများကြီးရှိတယ်နော်ဒါဘယ်တရားကဖြစ်တာလဲမနာလိုတဲ့တရားတနည်းအားဖြင့်ကိုယ့်လိုဖြစ်မှာကိုဝင်ကြိုတင်ပြီးတော့ဝင်တိုးထားတယ်လို့ပြောလို့မရဘူးလားအေးဝင်တိုးတဲ့တရားကြောက်ဖို့ကောင်းတယ်နော်ဒီကိစ္စမိုက်များအဲ့ဒါလို့ကိုယ့်ထက်သာသွားမှာရှိုးလို့နှောင့်ယှက်နေတာဆိုကြပါစို့ဈေးထဲမှာဆိုရင်ပို့ပြီးတော့သိတာတယ်လို့ထင်တယ်ဈေးတဲ့အချင်းချင်းဟိုဘက်ဆိုင်ကသိရောင်းကောင်းနေပြီဆိုရင်ဒီဘက်ကနေရင်ထိုင်ရင်လည်းအကုသိုလ်တက်တယ်ဦးဇင်းကိုဈေးတွေကအဲ့ဒါမျိုးခဏတိုင်းပြောဘူးတယ်အဲ့ဒါသူတို့ရိုးသားတယ်လို့ပြောရမှာပေါ့နော်ဟုတ်လားကိုယ့်ထက်ရောင်းကောင်းတယ်ဆိုရင်စိတ်ထဲမှာနေရထိုင်ရတာဟန်မရဘူးနော်အဲ့ဒါလိုမျိုးအဲ့ဒါကမနာလိုတဲ့ကိစ္စကစိတ်ထဲတင်ဖြစ်နေရင်တော်သေးတယ်နော်ဗဇက်ပေါ်ထိတက်လာပြီလက်ပေါ်ထိနှောက်ရှောက်မဲ့နှောက်ရှက်မဲ့အဆင့်ရောက်လာပြီဆိုတော့ကြောက်စရာမကောင်းဘူးလားကြောက်စရာကောင်းတယ်အဲ့ဒီဝင်တိုတဲ့အဆင့်ကလည်းအကြီးကြီးဖြစ်လာရင်အင်မတန်ကြောက်စရာကောင်းတယ်ပြစ္ဆုတ်ပန်တန်တရားနှစ်ဖြာဆင်းရဲစေတယ်ပေတတို့သိပါတယ်လောတကတိတ်တကြားဘူးတယ်နော်အရင်ဘဝကယဟန္တာမထေရကိုသူ့ရဲ့တကာကကြည်ညိုတော့သူမကြည်နှက်ဘူးမခံနိုင်ဘူးအဲ့ဒါနဲ့တက်ကယ်ချောင်းနဲ့ခေါင်းလောင်းထိုးစားတဲ့ကတော့တက်ကယ်ချောင်းနဲ့ခေါင်းလောင်းထိုးတယ်လို့မပါမှာဘူးလက်သေးလေးနဲ့သွားချစ်တာတဲ့ခေါင်းလောင်းကိုကိုကြတော့တကားစီရောက်တော့ပြောမှလေမင်းကသာကြည်ညိုနေတာပါကွာမင်းဖုန်းကြီးကငါခေါင်းလောင်းထိုးတာတော့မနိုးဘူးဟာဟုတ်လားကျောင်းတကားကိုလည်းသွားပြီးတော့အသားလေးလက်သေးလေးနဲ့သွားပြီးတော့ချစ်တယ်ဟုတ်လားငါတကားတွေခောက်ခဲ့ပါတယ်ကွာမှုသားလွတ်ယုံပေါ့နော်နောက်တော့ကျောင်းတကားကအရှင်ဘုရားအဲ့ဒါလို့ဆိုလို့ရှင်လေခကြီးပန်းလို့နေမှာပါဖေ။တပည့်တော်ဆွန်းလေးလှူပြရဆိုဆိုပြီးတော့မုံမုံမြက်မြက်ဆွန်းဟင်းနေတပိတ်ထဲဖြည့်ပြီးတော့လောင်းလိုက်တာအဲ့ဒီကြမှာဒုက္ခရောက်တာကိုမနာလိုတဲ့ကိုမုန်းတဲ့လူစားမဲ့ဆွန်းဟင်းကိုကိုယ်တိုင်ပယ်ခဲ့ရပြီအဲ့ဒီကြတော့မှအကြီးကျယ်ဒုက္ခဖြစ်တာဘယ်လိုမှမအောင်နိုင်ဘူးမဆောင်စည်းနိုင်ဘူးသူဉာဏ်ရှိတဲ့ယဟန်တပါနော်သီလလည်းပြည့်စုံတယ်ဒါပေမဲ့အိတ်တမစ္စရိယတရားနှိမ့်ဆက်လာတော့အဲ့ဒီဆွန်းနေဟင်းတွေကိုလေမိကြီးခဲတွေရှိတဲ့ပြာပုံလေးကိုတွန်းပြီးတော့ဖုံးထားလိုက်တာယူမသွားနိုင်ဘူးကြောင်းရောက်တော့အဲ့ဒီယဟန်ကမရှိတော့သူ့ရဲ့အိတ်တမစ္စရိယတွေကိုမြင်လို့ငါဆက်နေရင်ဒီယဟန်ဓာတ်တက်ပူပြီးတော့ကြီးကျယ်တဲ့အပြစ်တွေတင့်တော်မယ်ဆိုတာသိလို့ကြောင်းတကားကိုမဖွင့်မဲနဲ့ခေါင်ကနေဖောက်ပြီးတော့ပြန်သွားတာသူတာမညပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာလည်းသိခဲ့စီခြင်းတဲ့သဘောပေါ့အဲ့တော့တကားကမပွင့်သေးဘူးအတွင်းကဂလန့်ချထားတယ်အထဲထဲမှာမရှိတော့အဲ့ဒီကြတော့မှငါမှားပြီဒါယဟန္တာပုဂ္ဂိုလ်ကြီးပဲလို့သူသိတယ်ဒါပေမဲ့လို့ငါဒီကာယကံမြောက်အိတ်တမစ္စရိယကိုပုံဖော်ခဲ့တယ်အဲ့ဒီနောင်တရတဲ့စိတ်ကြီးပူလောင်တဲ့စိတ်ကြီးနဲ့သိပြီးတော့ငရဲတောင်ကြားရရှာတယ်အိတ်တမစ္စရိယလက်ချက်မသေးဘူးနော်အဲ့ဒါဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ရောက်တော့သိပြီးတော့ဆင်းရဲပါတယ်ဘယ်လောက်ထိဆင်းရဲလဲဦးဇင်းတို့တန်ဝေကရအောင်နည်းနည်းလေးတော့ပြောမယ်ဗျာအိတ်တမစ္စရိယအကြောင်းနည်းနည်းလေးတော့ပြောမယ်နော်သူကဘယ်မှာရွာကြီးတေပါတောင်းစားတဲ့ရွာကြီးတေပါအင်မတန်ကြီးတဲ့ရွာကြီးတေပါမှာသူ့အမိပိုက်ထဲကိုသူရောက်တဲ့နေ့ကစပြီးတော့အဲ့ဒီရွာအဆင်မပြေဘူးနော်အဲ့ဒါနဲ့ဒီရွာလုံးတို့လှုပ်လှုပ်ကန်လို့လုပ်ငန်းအဆင်မပြေဘူးဆိုရွာကိုတဝက်ခွဲလိုက်တယ်ကာလကံဒီမှရှာသူပါတဲ့ဘက်ကအဆင်မပြေဘူးအဲ့လိုနဲ့တဝက်ချင်းခွဲတာသူတို့တအိမ်လေးပဲကြံတယ်နောက်တော့သူ့အဖေမိသားစုတွေကသူ့အမေကိုပါပြစ်သွားတာမင်းဒီကလေးကိုဝင်တည်တဲ့နေ့ကစဒုက္ခရောက်တယ်ဆိုအဲ့မှာဒီကလေးမွေးတဲ့နေ့ကစပြီးတော့အမေဒုက္ခရောက်တယ်အမေဆိုတော့
ပြည့်လည်းမပြည့်ရဘူးဒါပေမဲ့ရေရှည်ဘယ်လိုမှဒီသားကိုမွေးမြူလို့သူမစွမ်းနိုင်ဘူးအဲ့ဒါနဲ့မတ်တက်ပြေးလေးအရွယ်မှာခွက်ကလေးတစ်ခုပေးပြီးတော့ဟိုအိမ်ကတိတ်စေတနာကောင်းတယ်ငါသားသွားတောင်းကြည့်လွတ်ပြီးတော့မအေကကိုလွတ်ယုံပြေးတာအဲ့ဒီကလေးကစပြီးတော့ဟိုသူများအိမ်ကထမင်းလုံးဟင်းလုံးပကံဆေးလို့ကြာတာလေးကိုငှက်တီကြီးတွေကောက်တယ်လို့တလုံးချင်းကောက်ပြီးတော့သူ့ရဲ့အသက်ကိုဆက်ခဲ့ရတာဒါပေမဲ့ယဟန္တာဖြစ်နိုင်တဲ့တတ္တိဖြစ်မဲ့ပါရမီကသူ့ရဲ့ဝမ်းထဲမှာဟိုအလုံးပိတ်ထားတဲ့အိုးထဲမှာဖျောင်းနိုင်မီလေးထွန်းထားတယ်လို့တလက်လက်ရှိတယ်တဲ့အဲ့ဒါကတော့ရှိတယ်နော်သူ့အပိုင်းနဲ့သူပဲနော်အတွင်းထဲမှာလည်းတိတ်ပြီးတော့စွန့်တဲ့သဘောကရှိနေတယ်အပြင်မှာလည်းပဲတိတ်ပြီးတော့ဆင်းရဲတဲ့သဘောကတော့ရှိနေတယ်ဟိုကံတွေဟာကောင်းတာကကောင်းတယ်လို့မကောင်းတာဟာမကောင်းတယ်လို့တိတိကျကျပဲစီမန်းနေတာဟုတ်လားအဲ့ဒါသူမဝရေစာနဲ့တကယ့်ကိုမြေဖို့ဘလူးလေးလို့အသက်ရှင်ရတယ်နောက်တော့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးနဲ့တွေ့တော့အင်မတန်သနာတယ်ရှစ်သားမင်းကိုရင်ဝတ်မလားတပည့်တော်ဝတ်ချင်တယ်ယူကဝတ်ပင်မှာတော့လိုက်ခဲ့ဆိုပြီးတော့ကိုယ်တိုင်ရေချိုးပေးတယ်ကိုယ်တိုင်သင်္ကန်းဝတ်ပေးတယ်အသက်20ပြည့်တော့ယဟန်ခံပေးတယ်တရက်မှဆုံးဝအောင်မစားရဘူးဦးဇင်းတို့အထက်ကရာထဲမှာဖွင့်ထားတယ်ဘီလူဘဝ900တဲ့တဘဝမှာတနက်ပဲသူဝအောင်စားခဲ့ရတယ်အဲ့ဒါဘာလို့ဆိုတော့မိမတယောက်ရဲ့အချင်းကိုသူဝအောင်စားရတယ်နော်ခွေးဘဝ900ဆက်ဖြစ်တယ်တဘဝထဲမှာတနက်တည်းပဲဝအောင်စားခဲ့ရတယ်အံဘတ်တွေကိုစားခဲ့ရတာတဲ့အိတ်တမစ္စရိယရဲ့အပြစ်တွေကိုပိဋကပေါင်းသူတော်ကောင်းတို့သတိထားနိုင်ဖို့နော်ကိုယ်မှာရှိနေတဲ့တရားဟာဒီလိုတရားမျိုးပါလားဆိုတာသတိထားဖို့ဟုတ်ရဲ့လားအေးအဲ့ဒါနဲ့သူယဟန္တာဖြစ်တယ်ပိဋကယဟန္တာဖြစ်တယ်နော်ယဟန္တာဖြစ်တဲ့ဒီအတွင်းမှာကိလေသာဘာမှမရှိတော့ဘူးမကောင်းမှုဘာမှမရှိတော့ဘူးဒါပေမဲ့လို့နောင်တော့ကဖြစ်ခဲ့တဲ့အိတ်တမစ္စရိယကဆက်ပြီးတော့အကျိုးပေးနေသေးပဲသူဆုံးခံသွားတယ်ဘယ်တော့မှဆုံးဝအောင်စားရအောင်ယဟန္တာဖြစ်လည်းမဝဘူးပဲသူ့ကိုဆုံးလောင်းမဲ့လူတွေကတပိတ်ထဲမှာပြည့်နေတယ်လို့ပဲထင်တာတဲ့အံ့ဩစရာမကောင်းဘူးလားအံ့ဩစရာကောင်းတယ်နော်နောက်တော့ပြိဋိဘံဆံမဲ့နေ့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးကအင်မတန်တနာတယ်ငါတပည့်ဒီနေ့ပြိဋိဘံဆံတော့မယ်ဆွတ်တက်နဲ့မှဝအောင်မစားဘူးဆိုငါရဲ့နောက်ကလိုက်ခဲ့ဆိုတော့ခေါ်သွားတာရှင်သာရိပုတ္တရာကိုရမြတ်ကြီးတောင်ဆုံးမရဘူးရှင်သာရိပုတ္တရာရဲ့တကိုးထဲအိတ်တမစ္စရိယရဲ့တကိုးကပူကြီးနေတယ်လို့ထောင်ပြောရမလို့ဖြစ်နေတယ်ဟင်ဒီကမာကြီးများဟင်ဦးသိန်းကတရားကိုစဉ်းစားစားလေးနားသိချင်တာနော်ဒီကမာကြီးများအေးအဲ့ဒီတော့ရှင်သာရိပုတ္တရာကကဲငါရှင်လိုက်လာရင်တော့ငါပါဆုံးခရမယ်ကဲအဲ့တော့ဟိုဇရက်ပေါ်ကနေထိုင်ဆောင်ငါမင်းအတွက်ဆုံးခံခဲ့မယ်အဲ့တော့တကားအိမ်ရောက်တော့အဲ့ဒီကျမှဆုံးရတယ်ဆုံးဖုံးပေးကဲငါရဲ့တပည့်ဇရက်ပေါ်မှာရှိတယ်သွားပြီးတော့ဆုံးပို့ကြည့်ကြအောင်ခံလိုက်တာဆုံးပို့သွားတဲ့လူတွေကမေ့ပြီးတော့သူတို့ပဲစားပြစ်လိုက်တယ်ဗျာအဲ့မစားရဘူးအဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးကငါရှင်ဆုံးဖုံးပေးပြီလားဒီနေ့တော့မပေးရသေးဘူးဗျာတန်ဝေကအကြီးကြီးရတယ်ရှင်သာရိပုတ္တရာနေကြည့်လိုက်တော့မွန်းလွဲသွားပြီအဝကျွေးပါမယ်ဆိုတဲ့နေ့ကြမှာတစည်းမှမစားရတဲ့အဖြစ်မျိုးကိုစိုက်တယ်အဲ့ဒါနဲ့ရှင်သာရိပုတ္တရာမဖြစ်ချေဘူးဆိုပြီးတော့သပိတ်ပိုက်ပြီးတော့ကောသလမင်းကြီးရဲ့နန်းတော်ကိုသွားစတုမတုတွေအလှခံလာတယ်ကြောင်းရောက်တော့ကဲငါရှင်ဖုံးပေးသပိတ်ကိုလက်နဲ့ကင်ထားရတယ်မစားရဘူးဆရာရဲ့ရှေ့ဆိုတော့ဟိုရှက်တဲ့သဘောမျိုးပေါ့စိုးရွံ့တဲ့သဘောမျိုးပေါ့ယဟန္တာဆိုတော့ကိလေသာတော့မရှိတော့ပါဘူးအဲ့တော့ငါရှင်တဲ့စားပါတဲ့ငါတကယ်လို့လက်လွတ်လိုက်ရင်ဟောဒီစတုမတုတွေပျောက်သွားမလားမသိလက်တောင်မလွတ်ရဲဘူးနော်အဲ့ဒီမှာစတုမတုကိုဆရာကင်ထားတဲ့သပိတ်သေးကပဲသူဝါအောင်ဖုံးပြီးအဲ့ဒီတနက်ပဲဝါတယ်တဲ့အဲ့တော့အိတ်တမစ္စရိယကြောက်ဆရာကောင်းတယ်ကိုယ့်ရဲ့ဘဝကိုမငြိမ်းချမ်းအောင်လုပ်နေတာလည်းဒီအိတ်တမစ္စရိယတခါတလေစိတ်ဆင်းရဲလာပြီဆိုရင်အမြင့်ကလေးတွေ့အောင်ဒီလိုက်ကြည့်စမ်းပါဘယ်အရင်မြစ်ကနေဒီစိတ်ဆင်းရဲခြင်းဆိုတဲ့ပင်စီတွေအညွန့်ညောင်းတွေတက်လာကြလေညာသောအဖြစ်မနာလိုခြင်းကစတတ်တယ်ဝန်တူခြင်းကစတတ်တယ်ဟုတ်ရဲ့လားဒါကြောင့်ကိုယ့်ရဲ့ဘဝတကူရေးတဘဝမငြိမ်းချမ်းတာလည်းဒီအိတ်တမစ္စရိယကိုယ်အိမ်ကြီးမငြိမ်းချမ်းတာလည်းဒီအိတ်တမစ္စရိယဖြစ်တယ်ကိုရက်ကွက်ကိုမျိုးကိုရွာကိုကဘာကိုစက်ကြဝဠာလို့ပြောကြပါစို့စကားအကြီးကြီးပြောမယ်ဆိုရင်ဟုတ်လားအဲ့တော့တလောကလုံးမငြိမ်းချမ်းနေတာဟာဘာကြောင့်လဲမနာလိုခြင်းဝန်တိုခြင်းတဲ့ဟုတ်လားအေးအဲ့ဒီတန်ရောစဉ်တရားတွေကြောင့်လောကကြီးဟာဆင်းရဲနေတာပူလောင်နေတာရှုပွက်နေတာအဲ့တော့ဒီအထိပိဋကပေါင်းသူတော်ကောင်းတို့သဘောပေါက်ပြီတုတ်တန်ကမဆုံးသေးဘူးနော်ရှစ်ဆက်ဓာတ်တဲ့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်အဲ့ဒီမှာကြာမင်းကဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့အရှင်ဘုရားတဲ့
ဟောဒီလောကမှာရှိတဲ့တတ္တဝါတွေဟာမနာလိုခြင်းဝန်တိုခြင်းကြောင့်ဆင်းရဲနေကြတယ်ရံဘေးတွေသင့်နေကြတယ်ဆိုတာတပည့်တော်အပြည့်လက်ခံပါလေထောက်ခံပါလေနားလည်ပါပြီတဲ့အဲ့ဒီလိုဆိုရင်တပည့်တော်ဆက်ပြီးတော့မေးပေးရစီအဲ့ဒီလောက်ဆိုးတဲ့မနာလိုခြင်းဝန်တိုခြင်းဆိုတဲ့ဒီတရားစိုးကြီးနှစ်ပါးကဘာကြောင့်ဖြစ်တာလဲတဲ့ဟောသူကဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့ပူပြီးတော့အရင်အမြင့်ကြကြလိုက်ပြီနော်အဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့တရားမင်းကြီးကိုကျေးဇူးတင်တဲ့နဲ့အဲ့ဒီအိတ်တမစ္စရိယဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အဖြေကိုသိရတော့အိတ်တမစ္စရိယဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုသိရင်မဖြစ်ချင်ရင်ရှောင်မယ်ဆိုရင်ရှောင်လို့ရသွားပြီဘာလို့လဲဆိုအကြောင်းကိုနားလည်ရင်အကျိုးကိုမကြိုက်ဘူးဆိုရင်အဲ့ဒီအကြောင်းကိုမဖြစ်အောင်လုပ်ရမှာပေါ့အကြောင်းကိုသိခွင့်ရတော့မယ်အဲ့ဒီမှာမြတ်စွာဘုရားကအိတ်တမစ္စရိယဆိုတဲ့မနာလိုခြင်းဝန်တိုခြင်းဟာဘာကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင်တဲ့ပိယာပိယနိဒာနံချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ပိဋကအိတ်တမစ္စရိယဘာကြောင့်ဖြစ်တယ်ချစ်ချင်းမုန်းခြင်းကြောင့်ဖြစ်တာတဲ့ပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေမှာကိုချစ်အပ်တဲ့တတ္တဝါသင်္ခါရသက်ရှိသမဲ့တွေရှိတယ်ကိုမုန်းတဲ့သက်ရှိသမဲ့တွေရှိတယ်အဲ့ဒီချစ်အပ်သောအာယုမုန်းအပ်သောအာယုမိုင်းဆိုင်ရာမှာလည်းရှိတယ်ဒီအတွင်းတန်မှာလည်းချစ်တတ်တဲ့သဘောတရားရှိတယ်မုန်းတတ်တဲ့သဘောတရားရှိတယ်အဲ့ဒီချစ်ချင်းမုန်းခြင်းဆိုတဲ့တရားတွေဟာမနာလိုခြင်းဝန်တိုခြင်းကိုဖြစ်စေတယ်ဦးဇင်းအကျဉ်းမြင်လေးပဲပြောမယ်ဗျအကျဉ်းမြင်အဖြစ်မုန်းရင်မနာလိုဘူးချစ်ရင်ဝန်တိုတယ်နော်မုန်းရင်မနာလိုတဲ့သဘောဖြစ်တယ်ချစ်ရင်ဝန်တိုတဲ့သဘောဖြစ်တယ်ဒါအကျဉ်းမြင်ပြောတာနော်ချစ်ချင်းကလည်းမနာလိုခြင်းဝန်တိုခြင်းနှစ်ပါးလုံးကိုဖြစ်စေနိုင်တယ်မုန်းခြင်းကလည်းမနာလိုခြင်းဝန်တိုခြင်းနှစ်ပါးလုံးကိုဖြစ်စေနိုင်တယ်ပိဋကတော်ဉာဏ်ရှိတယ်ကိုချစ်တဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့မနာလိုခြင်းဝန်တိုခြင်းဘလို့ဖြစ်တယ်လဲကိုစဉ်းစားကိုမုန်းတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့မနာလိုခြင်းဝန်တိုခြင်းဖြစ်နိုင်တယ်ဘလို့ဖြစ်တယ်လဲကိုစဉ်းစားနော်အကျဉ်းမြင်အဖြစ်တော့မုန်းရင်မနာလိုဘူးဟုတ်တယ်ကိုမုန်းတဲ့ပုဂ္ဂိုလ်ကိုထက်သားသွားပြီကိုထက်မသားအောင်တောင်မှအရှင်ပြေသွားပြီလို့သိရရင်မနာလိုတဲ့သဘောဖြစ်တယ်ဗျကိုချစ်တဲ့လူနဲ့ပတ်သက်ပြီးတော့လည်းဖြစ်တတ်တယ်ဗျမနာလိုတဲ့သဘောတွေနည်းနည်းလေးတကယ်အဖြစ်အပျက်လေးတစ်ခုပြောပြမယ်မနာလိုခြင်းရဲ့ဆန့်ကျင်ဘက်ကမုဒိတာမနာလိုခြင်းကအင်မတန်ဆိုးတယ်မုဒိတာကဝမ်းမြောက်နိုင်တာကောင်းသွားတာကိုဝမ်းမြောက်နိုင်တာလူတွေဟာတနာဖို့လွယ်တယ်ဝမ်းမြောက်ဖို့ခက်တယ်တခါတော့ကအိမ်နဲ့အိမ်ရှိတယ်တအိမ်ကအင်မတန်ချမ်းသာတယ်တအိမ်ကသိပ်မပြေလေဘူးအဲ့ဒါချမ်းသာတဲ့အိမ်ကဘေးကအိမ်ကိုမပြေလဲတဲ့အိမ်ကိုအင်မတန်တနာတော့အများကြီးကူညီတယ်အစစရရကူညီတယ်ထောက်ပံ့တယ်ပတ်စံကိုဒီတိုင်းကိုပေးတာဟိုအိမ်ကလည်းသိပ်ကျေးဇူးတင်တယ်တို့ကျေးဇူးရှင်ဒီအိမ်ကသိပ်ကျေးဇူးတင်တယ်ဘာဖြစ်ဖြစ်လုပ်ပေးတယ်နောက်တော့ကံအားလျော်ဆိုအဲ့ဒီဆင်းရဲတယ်ဆိုတဲ့အိမ်ကထီကိုအကြီးကျယ်ပေါက်တာဘဝပြောင်းသွားအောင်ပေါက်ပြတယ်အဲ့ဒီလိုလဲထီပေါက်လိုက်ရောငကိုကအင်မတန်ကူညီပါတယ်ဆိုတဲ့အဲ့ဒီပြည်လေတဲ့အိမ်ကလူတွေကမခေါ်တော့ဘူးတဲ့အစတုန်းကတော့တအားကူညီတယ်နော်ကိုယ်တနှိမ့်နေလို့သိနေတော့ကူညီရတာကလွယ်တယ်အဲ့တခါလေးဦးစင်းကစဉ်းစားကြည့်တယ်ကူညီရတာပေးရတာတနာရတာကလွယ်တယ်တာသွားပြီဆိုတော့ဝမ်းမြောက်ဖို့ကြတော့ခက်လိုက်တာအဲ့တော့ဘာလဲဒီဟာကဦးစင်းကစဉ်းစားကြည့်တယ်ကိုယ်လည်းအဲ့ဒီလိုစိတ်မျိုးရှိတာပဲတနာရတယ်ဆိုတာကဘာလို့လွယ်တာလဲဆိုကိုကဆရာကြီးနေရာကနေရလို့နဲ့တူတယ်လို့ဦးစင်ကစဉ်းစားကြည့်တာမပိတတ်တို့သဘောတူချင်မှတူနော်တနာရတာဆိုတော့ကိုကအထက်ကကိုဗျလွယ်တာဗောဗျဝမ်းသာရတယ်ဆိုတာနည်းနည်းအောက်ပါစိတ်ကဒါပုထုဇဉ်တွေရဲ့သူတော်ကောင်းစိတ်နည်းသေးတယ်ဆိုတဲ့လက္ခဏာပေါ့နော်ကိုမှရှိတယ်ဆိုတာကိုရှိတယ်ဆိုတာကတော့ရိုးသားသားဝန်ခံရမယ်ဗျတခါကြီးမိုင်မြဟုတ်လားအဲ့တော့တနာဖို့လွယ်တယ်အရှင်ပြေတာကိုဝမ်းမြောက်နိုင်ဖို့သိခက်တယ်ဒါကြောင့်ချစ်တဲ့ပုဂ္ဂိုလ်တွေနဲ့ပတ်သက်လာရင်နည်းနည်းဝမ်းမြောက်ရတာကတော်သေးတယ်ကိုသားသမီးလေးကိုချစ်တဲ့လူကြီးပွားတယ်အော်ကြီးပွားပါစေဝမ်းမြောက်ဖို့လွယ်တယ်နော်ဒါပေမဲ့ကိုမုန်းတဲ့လူတွေကြီးပွားတာကြတော့မကြားနိုင်တော့ဘူးမနာလိုတဲ့စိတ်တွေဖြစ်တယ်နော်ဒါကြောင့်ချစ်ချင်းကြောင့်အကြံဉာဏ်အဖြစ်မနာလိုတဲ့သဘောဖြစ်တယ်ဟုတ်ပါမုန်းခြင်းကြောင့်မနာလိုတဲ့သဘောဖြစ်တယ်ဟုတ်လားချစ်ချင်းကြောင့်တော့ဝင်တူတဲ့သဘောဖြစ်တယ်ဟုတ်တယ်ကိုချစ်တဲ့အရာကိုတမဲ့ပစ္စည်းဆိုလည်းဘယ်သူမှမပေးနိုင်ဘူးရကျင်တဲ့မျက်လုံးနဲ့ကြည့်မယ်ဆိုရင်တော့မှစိုးရိမ်နေပြီစိတ်ထက်ကထိတ်လန့်နေပြီဟုတ်လားအေးချစ်တဲ့သက်ရှိတမဲ့တွေနဲ့ပတ်သက်ပြီးတော့သူများနဲ့ထိစပ်မှာပတ်သက်မှာပေးလိုက်ရမှာ
ဝင်တိုးတဲ့သဘောအများကြီးမရှိဘူးလားရှိတယ်အဲ့ဒီဝင်တိုးတဲ့သဘောကလည်းဆိုးတာပဲဗျကာကွယ်ရတယ်စောင့်ရှောက်ရတယ်ငါချစ်တာတွေနဲ့လာပတ်သက်တော့မဲ့လူငါရန်သူဟုတ်လားငါပိုင်တဲ့တွေကိုလာဝင်ဆွတ်ဖက်တော့မယ်ဆိုရင်ငါရန်သူကာကွယ်ရတယ်စောင့်ရှောက်ရတယ်ကျူတင်ပြီးတော့ဒုက္ခပေးနေပေးထားရတယ်မစ္စရိယလည်းဆိုးတာပဲနော်အေးအဲ့ဒီမစ္စရိယကဘာကြောင့်ဖြစ်တယ်ကြံမြင်အဖြစ်ချစ်ချင်းကြောင့်ဖြစ်တယ်အဲ့တော့ချစ်ချင်းမုန်းခြင်းကြောင့်မနာလိုခြင်းဝန်တိုခြင်းဆိုတာဖြစ်တာတဲ့အင်မတန်သဘာဝကျပြီးတော့အင်မတန်မှန်တဲ့တရားကြီးဟုတ်လားဒါကြောင့်မနာလိုခြင်းဝန်တိုခြင်းဆိုတာကိုပိဋကပေါင်းသူတော်ကောင်းတို့ဆက်ဆုပ်တယ်ဆိုလို့ရှိရင်ချစ်ချင်းမုန်းခြင်းကိုလည်းဆက်ဆုပ်မှဖြစ်လိမ့်မယ်ဟုတ်လားချစ်ချင်းမုန်းခြင်းကိုကြတော့မပြစ်နိုင်ဘူးချစ်တာလည်းအလုံးမဲ့မုန်းတာလည်းအလုံးမဲ့ဆိုရင်တော့လာလိမ့်မယ်နောက်ဆက်တွဲအိတ်တာတွေရောမစ္စရိယတွေရောရှုပ်ထွေးခတ်နေမှာအိတ်တာတွေမစ္စရိယတွေလာပြီဆိုရင်တော့အဲ့ဒါဘေးတွေကိုဓာန်တွေကိုစိတ်ဆင်းရဲတာတွေကိုအကုန်လုံးပွေလိမ့်နေတော့မှာပဲသဘောပေါက်တယ်နော်အေးအဲ့တော့တရားမင်းကဉာဏ်ကြီးတဲ့လူဆိုတော့ဆက်မိတယ်ဆက်ပြီးတော့ကျေးဇူးတင်ရအောင်မယ်တရားမင်းကိုအဲ့ဒီချစ်ချင်းမုန်းခြင်းဆိုတဲ့အိတ်တာမစ္စရိယကိုဖြစ်စေတဲ့အဲ့ဒီတရားကြီးကအဲ့ဒီချစ်ချင်းမုန်းခြင်းကြီးကဘာကြောင့်ဖြစ်တာတုံးနဲ့ပိဿတို့သိကျင်တယ်နော်ဟောဒီမျက်နာတွေကိုမြင်လိုက်ရင်ဥစဉ်ကဒီတရားကိုဟောဒီလူတွေတော်တော်စိတ်ဝင်စားနေပြီဆိုတာသိကိုသိတယ်ဝမ်းသာပါတယ်ဗျာပြောရတာပိုစိတ်ဝင်စားတာပေါ့ဟုတ်လားဥစဉ်လည်းပဲအဲ့ဒီစာကိုဖတ်ခါစားကဟာအင်မတန်သိကျင်တယ်စာရွက်တောင်ကြော်ရရင်ကြော်လိုက်ချင်တယ်နော်တော်တော်ကိုသိကျင်တယ်ဒီချစ်ချင်းမုန်းခြင်းကဘာကြောင့်ဖြစ်တာတုံးအဲ့ဒီမှာမြတ်စွာဘုရားကချစ်ချင်းမုန်းခြင်းဟာတဲ့ဘာကြောင့်ဖြစ်လဲဆိုတော့သန္ဓနိဒါနံအလိုဆန္ဒကြောင့်ဖြစ်တာတဲ့ချစ်ချင်းမုန်းခြင်းဟာဘာကြောင့်ဖြစ်တယ်အလိုဆန္ဒကြောင့်ဖြစ်တာအင်မတန်မှန်တာပဲကိုယ့်ရဲ့အလိုဆန္ဒပြည့်ရင်ချစ်တယ်ကိုယ့်ရဲ့အလိုဆန္ဒမပြည့်ဘူးဆိုရင်မုန်းတယ်အလွန်မှန်တယ်ဗျဟင်တခါကြီးဒီမိုင်းမြကိုဖြစ်ချင်တာလေးဖြစ်ပေးတယ်ဆိုရင်ချစ်တာပဲကိုဖြစ်ချင်တာဖြစ်မပေးဘူးဆိုရင်မုန်းတာပဲအဲ့တော့ချစ်စရာကောင်းလို့ချစ်တာမုန်းစရာကောင်းလို့မုန်းတာဆိုတာထက်ကိုချစ်ချင်လို့ချစ်တာကိုမုန်းရင်လို့မုန်းတာကဘိုးတောင်မှန်နေတယ်ကိုချစ်ချင်လို့ချစ်တာဆိုတာကကိုယ့်ရဲ့အလိုဆန္ဒပြည့်ရင်ချစ်ချင်တာပေါ့ကိုမုန်းရင်လို့ဆိုတာကိုယ့်အလိုဆန္ဒမပြည့်ရင်မုန်းချင်တာပေါ့ဟုတ်လားအဲ့တော့ဒါကဟိုစဉ်းစားကြည့်ရင်အင်မတန်လွယ်လွယ်ကူကူရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်နိုင်ပါလေဒီကမာကြီးများဟုတ်လားကိုယ်အလိုဆန္ဒပြည့်အောင်လုပ်ပေးရင်သဘောကျတာပဲဗျဘဇုအပေါ်ဘလောက်ပဲမုန်းစရာကောင်းနေလေအေးငါအပေါ်တော့ကောင်းရှာတယ်မမုန်းနိုင်ဘူးနော်လူတယောက်သူများပေါ်ဘလောက်ပဲဆိုကိုယ့်ပေါ်မှာမဆိုးဘူးဆိုရင်ကိုမမုန်းနိုင်ဘူးဟုတ်ရဲ့လားသူများပေါ်မှာဘလောက်ကောင်းကောင်းကိုယ့်ပေါ်မှာမကောင်းဘူးဆိုရင်တော့ဒါနဲ့ငါရည်စက်မပါပါဘူးပြောဘူးလားပြောတာပေါ့ဗျအဲ့တော့ကောင်းတယ်မကောင်းဘူးဆိုတာဘယ်ပေတံနဲ့တိုင်းတာတာလဲလို့မေးရင်လူတယောက်ကိုဒီလူဟာလူကောင်းလူဆိုးလို့ဘယ်ပေတံနဲ့တိုင်းတာတာလဲဆိုရင်များသောအားဖြင့်ပုထုဇဉ်တွေဟာကိုယ်အလိုဆန္ဒပြည့်ခြင်းမပြည့်ခြင်းဆိုတဲ့ပေတံနဲ့တိုင်းတာကိုယ်ကြိုက်တာလေးလုပ်ပေးပြီဆိုသဘောကိုချဟုတ်လားအပြစ်မမြင်နိုင်ဘူးဒါဥစဉ်တို့လက်တွေ့ခံစားခဲ့ဘူးတဲ့နော်ကိုယ့်အပေါ်မှာကောင်းနေတယ်ဒါပေမဲ့သူများပေါ်မှာအဲ့ဒီလိုမကောင်းဘူးဆိုတော့ကိုယ်တိုင်သိရတယ်ဒါပေမဲ့ကိုယ့်ပေါ်မှာကောင်းနေတော့အပြစ်မမြင်နိုင်ဘူးဟုတ်လားအဲ့တော့ချစ်ချင်းမုန်းခြင်းသည်အလိုဆန္ဒကြောင့်ဖြစ်တာဆိုတဲ့စကားကိုလက်မခံလို့မရဘူးနော်ကိုယ်အလိုဆန္ဒပြည့်ရင်ချစ်မယ်ကိုယ်အလိုဆန္ဒမပြည့်ရင်မုန်းမယ်ချစ်မြတ်တာအရာမှာစံတင်ရတယ်မြတ်စွာဘုရားတောင်စံထားခဲ့တယ်မိဘတို့ရဲ့မေတ္တာမာတာယထာနိယံဗုဒ္ဓမာယုတာဧကဗုဒ္ဓမနုရခေမေတ္တာတုတ်ထဲမှာပါတယ်နော်အလုံးသောတတ္တဝါတွေကိုတူရီသောသားကိုမိခင်ကစောင့်ရှောက်တယ်လို့မျိုးချစ်တယ်လို့မျိုးချစ်ပါလို့မိခင်ရဲ့မေတ္တာမြတ်စွာဘုရားတောင်စံထားခဲ့တယ်နော်အဲ့ဒါတော့ချစ်ပါတယ်ဆိုတဲ့မိဘတွေတောင်မှသာသမီတွေရဲ့အပေါ်မှာကိုယ့်ရဲ့အလိုဆန္ဒကိုဖြည့်ဆည်းမပေးနိုင်တော့ဘူးကိုဖြစ်ချင်တာတွေကိုဖောက်ဖျက်ပံများလာပြီဆိုတော့မုန်းသွားတာတွေမရှိဘူးလားရှိတယ်သတင်းသားထဲမှာတက်သိမရှိဘူးလားအမွေပြတ်ဆိုပြီးတော့မကြော်ညာဘူးလားအောက်ကစာကလေးတောင်ပါသေးတယ်ဗါတဲ့မေးမြန်းစုံစမ်းခြင်းသီးခံမှာဒင်းနဲ့ပတ်သက်လို့လာမေးမနေနဲ့ပြောကိုမပြောနိုင်တော့ဘူးပေါ့အဓိပ္ပာယ်ကအဲ့ဒါတော့တောင်မုန်းသွားတာကိုယ့်ရဲ့အလိုကိုဖြည့်ပြီးရင်ချစ်မယ်ကိုယ့်အလိုကိုဖြည့်မပြီးရင်မချစ်ဘူးအဲ့တော့လောကီလိုဒီလောဘတွေနဲ့ချစ်ကြတယ်တန်ရောစဉ်ထားကြတယ်ဆိုတဲ့ကိစ္စကြီးကတကယ်စင်စစ်အဲ့ဒီလူကိုချစ်တယ်ဆိုတာတဲ့ကိုယ့်ကိုယ်ချစ်တယ်ဆိုတာကပိုမှန်ပါတယ်ဘာဖြစ်လို့ဆိုတော့ကိုယ့်ရဲ့အလိုဆန္ဒကိုဖြည့်တာ
တခါကြီးဒီမိုင်းများသူများကကိုယ့်ကိုရေစဲနီးလိုက်တာလို့ပြောတိုင်းဘဝင်လေးစွတ်မြင့်မနေနဲ့အဲ့ဒါသူ့ရဲ့အလိုဆန္ဒကိုသူဖြည့်နေတာလို့လည်းပဲရှင်းရှင်းလေးသဘောပေါက်ထားအောင်သူ့အလိုနဲ့ကိုက်ညီရင်ကိုယ့်ကိုချစ်နေအောင်မှာပဲသူ့အလိုမကိုက်တော့ဘူးဆိုလို့ရှိရင်ကိုယ့်ကိုမုန်းသွားမှာပဲချစ်ချင်းနဲ့မုန်းခြင်းဆိုတာအင်မတန်နီးကပ်တယ်ဟိုဘက်လှည့်လိုက်ရင်မုန်းသွားတာပဲဗျနော်ဒါကြောင့်အဲ့ဒါကြီးကိုအားကိုးပြီးတော့လက်ဆုပ်လက်ကန်ကြီးလှုပ်ပြီးတော့အရာသာခံပြီးတော့နေနေမယ်ဆိုရင်အဲ့ဒါခံရပြီဆိုရင်ပပဆက်ဆက်ခံရတတ်တယ်ဟုတ်လားဒါကြောင့်လောကကြီးမှာပုထုဇဉ်လူသားတွေဒီလိုလောဘတရားတွေနဲ့ချစ်ကြတယ်ဒေါသတရားတွေနဲ့မုန်းကြတယ်ဆိုတာဘာမှလေးနဲ့တဲ့ကိစ္စမဟုတ်ပါဘူးသူတို့အလိုဆန္ဒပြည့်ရင်မျက်နှိုးလိုက်တာချစ်လိုက်တာပဲသူတို့အလိုဆန္ဒမပြည့်ရင်မုန်းလိုက်တာပဲဒါကြောင့်ဘာမှသိအရေးမပါပါဘူးလို့နားလည်ဖို့လိုတယ်ကိုကိုယ်တိုင်လည်းဒီတိုင်းပါပဲလူတွေကိုအပြစ်မတင်နဲ့နော်တခါကြီးမိုက်များခုမြတ်စွာဘုရားဟောထားပြီချစ်ချင်းမုန်းခြင်းသည်အလိုဆန္ဒကြောင့်ဖြစ်တာအလိုဆန္ဒပြည့်ရင်ချစ်အလိုဆန္ဒမပြည့်ရင်မုန်းမယ်စကားတွေထက်ကြီးတလဲလဲဖြစ်နေပြီဟုတ်လားအဲ့တော့အလိုဆန္ဒချစ်ချင်းမုန်းခြင်းကိုကြိုးကင်နေတဲ့သဘောတရားတစ်ခုအဲ့ဒါကိုတရားမင်းကဆက်မိတယ်အဲ့ဒီအလိုဆန္ဒဘာကြောင့်ဖြစ်လဲတဲ့ဟောတဆင့်ပြီးတဆင့်တက်လာတာနော်မြတ်စွာဘုရားမှုဖြေနေတာပေါ့ဒါကြောင့်ဦးဇင်းတို့ဗမာစကားပုံရှိတာပေါ့အမေကျွဲကြောင်သာအဖြေဘုရားလောင်းတဲ့ဟုတ်လားမြတ်စွာဘုရားဆိုတော့ဖြေတတ်တာဗောဗျအဲ့ဒီချစ်ချင်းမုန်းခြင်းကိုဖြစ်စေတဲ့အလိုဆန္ဒဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်တဲ့ဝိတကနိဒာနာအတွေးတွေကြောင့်ဖြစ်တာဘာကြောင့်ဖြစ်အတွေးတွေကြောင့်ဖြစ်တာတဲ့အလိုဆန္ဒဆိုတာအတွေးကရိုးရိုးအတွေးမဟုတ်ဘလို့အတွေးလဲဆိုတော့ဝိနိစ္စယဝိတက်တယ်အဲ့ဒါလေးကိုဦးဇင်းနည်းနည်းလို့နားလည်အောင်ရှင်းပြမယ်ဆုံးဖြတ်ချက်နဲ့ဆုံးဖြတ်ချက်ချတဲ့အတွေးဆုံးဖြတ်ချက်တွေချနေတဲ့အတွေးအဲ့ဒီဝိနိစ္စယဝိတက်က2မျိုးရှိတယ်တဲ့တဏှာဝိနိစ္စယဝိတက်ကနဲ့ဒိဋ္ဌိဝိနိစ္စယဝိတက်ကလို့2မျိုးရှိတယ်မြင်တိုင်းကြားတိုင်းတွေးတိုင်းသိတိုင်းထိတိုင်းတွေးတာလေးတွေရှိတယ်ဘလို့တွေးလဲဆိုတော့လိုချင်စရာကောင်းတယ်ဆိုတဲ့အထင်နဲ့တွေးတဲ့အတွေးအဲ့ဒါကတဏှာဝိနိစ္စယဝိတက်ကငါသူတစ်ပါးယောက်ျားမိန်းမတတ္တဝါဆိုတဲ့ပြည့်ညက်ကိုအာယုံပြုတ်ပြီးတော့တတ္တဝါဆိုတဲ့အထင်နဲ့တွေးတဲ့အတွေးအဲ့ဒါကဒိဋ္ဌိဝိနိစ္စယဝိတက်ကဟုတ်လားဒီနေရာမှာဘာအတွေးလဲဆိုတော့တဏှာဝိနိစ္စယဝိတက်ကတဲ့ဒါကိုရှင်းရှင်းလေးအကျက်စကားနဲ့မဟာရှိစောဘုရားကြီးရဲ့စကားလုံးကိုယူပြောရမယ်ဆိုလို့ရှိရင်တော့ကောင်းနေထင်တဲ့အတွေးတဲ့ဟောပိဋကကြီးဘာထင်တဲ့အတွေးကောင်းနေထင်တဲ့အတွေးတွေကြောင့်အလိုဆန္ဒဖြစ်တာသိမှန်တာပေါ့တခါကြီးမိုက်ညာကောင်းတယ်လို့ထင်တဲ့အထင်တွေနဲ့တွေးနေတာအဲ့ဒါလို့တွေးနေသေးသမျှကာလပတ်လုံးတော့အလိုဆန္ဒတွေကကြီးထွားလာအလိုဆန္ဒတွေကြီးထွားလာရင်အဲ့ဒီအလိုဆန္ဒနဲ့ကိုက်ညီတဲ့တတ္တဝါပြည့်ညက်တတ္တဝါအရာဝတ္ထုအကုန်လုံးကိုချက်အဲ့ဒီအလိုဆန္ဒနဲ့မကိုက်ညီတဲ့တတ္တဝါတတ်မဲ့အကုန်လုံးကိုမုံမယ်ဟုတ်လားအဲ့တော့အလိုဆန္ဒဆိုတာကောင်းနေထင်တဲ့အတွေးကြောင့်တနည်းအားဖြင့်ကောင်းတယ်လို့ဆုံးဖြတ်ပြီးတော့တွေးနေတဲ့အတွေးတွေရှိတယ်ဒါလေးကကောင်းတယ်ဟိုကလေးကကောင်းတယ်အဲ့လိုလေးကြားလိုက်ရင်တော့ကောင်းမယ်ဟောလူနဲ့တွေ့ရရင်တော့ကောင်းမှာပဲအဲ့လိုကောင်းမှာပဲလို့ထင်းပြီးတော့တွေးတဲ့အတွေးဘောပေါက်တယ်နော်အဲ့ဒီအတွေးတွေနဲ့အချိန်ကုန်တာခင်ဗျားတို့ကျတို့ဥထုရှင်နေရဘာလေးဖြစ်ရင်တော့ကောင်းမှာဘယ်သူနဲ့တွေ့ရရင်တော့ကောင်းမှာဘလို့ပြောလိုက်ရင်တော့ကောင်းမှာအဲ့ဒီကောင်းမှာလို့နောက်ကပါနေတယ်အဲ့ဒီကောင်းမေထင်တဲ့အတွေးဒီဘာကိုဖြစ်တယ်အလိုဆန္ဒကိုဖြစ်တယ်အလိုဆန္ဒကဘာကိုဖြစ်တယ်ချစ်ချင်းမုန်းခြင်းကိုဖြစ်တယ်ချစ်ချင်းမုန်းခြင်းကဘာကိုဆက်ပြီးတော့ဖြစ်စေတယ်မနာလိုခြင်းဝင်တူခြင်းကိုဖြစ်တယ်မနာလိုခြင်းဝင်တူခြင်းကဘာကိုဖြစ်စေတယ်မငြိမ်းချမ်းခြင်းဘေးတွေရန်တွေဒုက္ခတွေအလုံးကိုဖြစ်စေတယ်ဟုတ်လားအဲ့တော့တရားကတဖြည်းဖြည်းနဲ့အရင်ကြလာပြီနော်အဲ့ဒီတော့ကောင်းတယ်ထင်တဲ့အတွေးဝိနိစ္စယဝိတက်ဆိုတဲ့ဒီဝိတက်ကဘာကြောင့်ဖြစ်လဲတဲ့ဟောလာပြန်ပြီနောက်ဆုံးအဖြေရောက်ပြီနော်ဒါကအလေးနဲ့ဆုံးပဲအဲ့ဒါကိုလည်းဦးဇင်းတို့တက်နိုင်တယ်များနားလည်အောင်ပြောမယ်ဗျာအဲ့ဒီကောင်းတယ်ထင်တဲ့အတွေးဟာဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်တဲ့ဝိနိစ္စယဝိတက်ဆိုတာဘာကြောင့်ဖြစ်လဲဆိုလို့ရှိရင်တဲ့ပပင်စတင်ညာသင်္ခာနိဒာနံတဲ့တိတိကျကျနော်ပပင်စနဲ့ဆက်ရှင်တဲ့အမှတ်တင်ညာကြောင့်ဖြစ်တာတဲ့ဒီတတို့
တရားနာတဲ့ရှင်းနေပါပြီခုဒီတရားနာပေးတဲ့ထဲကလက်ရွေးတင်ပေးတဲ့လို့ဥစဉ်ထင်တယ်နော်တကယ်ကိုနာခြင်းလို့ဒီနာလေးကိုရှာဖူးပြီးနေရာရှာပြီးတော့လာတဲ့လူတွေကြီးပဲဟောဒီလူတွေဟုတ်တယ်မဟုတ်လားအဲ့တော့ပပင်စတရားဆိုတာဘာလဲသိလားသိတာပေါ့တဏှာမာနဒိဋ္ဌိပပင်စဆိုတာဘာလဲချဲ့ထွင်ခြင်းလို့အဓိပ္ပာယ်ရတယ်အကျဲမငြိမ်းပွဲတွေကိုလှုပ်ချင်တာအကျဲကြိုက်တာနော်ကြီးကျယ်ခြင်းလားခမ်းနားခြင်းလားဖြစ်ခြင်းလားပပင်စစာလို့ပြောရရင်တော့တန်လျာကိုချဲ့ထွင်တယ်ပေါ့နော်အဲ့ဒါပါလေလူချင်းမမောတဲ့တဏှာပြီးတော့ငါတကားလို့အထင်ကြီးတစ်လုံးနဲ့ထင်းနေတဲ့မာနတတ္တဝါအတ္တအဲ့လိုစိတ်ထဲမှာစွဲထင်နေတဲ့ဒိဋ္ဌိတဏှာမာနဒိဋ္ဌိအဲ့ဒီတရားသုံးလုံးကိုပပင်စတရားလို့ခေါ်တယ်ဒုက္ခစက်ဝန်းကြီးကိုကျေတဲ့ကျေအောင်သူတို့ချဲ့တာဟုတ်လားတဖြည်းဖြည်းနဲ့ဒုက္ခစက်တွေကျင်းပြီးတော့သိပြီးတော့ပျောက်သွားအောင်လုပ်တာမဟုတ်ဘူးအဲ့ဒီဒုက္ခတွေကိုတဖြည်းဖြည်းနဲ့ကျေပြီးတော့အကြီးကြီးဖြစ်အောင်လုပ်တာအဲ့ဒါကိုဘာခေါ်မလဲပပင်စအဲ့ဒီပပင်စဆိုတာကတဏှာမာနဒိဋ္ဌိအဲ့ဒီတဏှာမာနဒိဋ္ဌိနဲ့ဆက်ရှင်တဲ့အမှတ်ပညာတဏှာမာနဒိဋ္ဌိကိုဆိုလိုတာမဟုတ်ဘူးပညာကိုဆိုလိုတာပညာကဒါပေမဲ့ဘာနဲ့ရှင်တာလဲတဏှာမာနဒိဋ္ဌိနဲ့ရှင်းနေတဲ့ပညာအဲ့ဒါဦးဇင်းတို့ရိုးနားလည်အောင်ပြောရမယ်ဆိုရင်တတန်လျာလုံးကစပြီးတော့လွဲခဲ့မှားခဲ့တဲ့အမှတ်တွေနော်အမှတ်မှားကြီးပေါ့ကောင်းတယ်လို့မှတ်မှားခဲ့တာငါလို့အထင်မှားခဲ့တာမာနရှိစရာထင်တယ်ဆိုအထင်ကြီးတစ်လုံးနဲ့မှားခဲ့တာအမှတ်မှားခဲ့တာပညာအမှားကြီးပေါ့ပညာကအမှန်မဟုတ်ဘူးအနိစ္စပညာလို့ပညာအမှန်မဟုတ်ဘူးဘာပညာလဲပပင်စနဲ့ဆက်ရှင်တဲ့ပညာအဲ့ဒီပညာကြီးကအယိုးဆွဲအောင်ရှိနေတဲ့ဒီထဲမှာနော်ဒါကြောင့်မြင်လိုက်တယ်ကြားလိုက်တယ်သိလိုက်တယ်ထိလိုက်တယ်ဆိုရင်အဲ့ဒီပပင်စနဲ့ရှင်တဲ့ပညာကြီးကအထဲထဲမှာသူကနှစ်အလလတန်တရားနဲ့ခြီးပြီးတော့ကိန်းနေတာရှိတယ်လေအဲ့တော့အဲ့ဒါကြီးနဲ့ရှင်ပြီးတော့တွေးမှာပေါ့ဟုတ်လားအဲ့ဒီပပင်စနဲ့ဆက်ရှင်နေတဲ့ပညာကြီးရှိတော့တွေးပြီဆိုတော့ဘယ်လိုတွေးမှာလဲကောင်းတယ်လို့ထင်တဲ့အထင်နဲ့တွေးမှာသောတော်တုံးကဝိတက်ကိုရောက်သွားတာနော်ဝိနည်းစရာဝိတက်ကိုရောက်သွားတာနော်ကောင်းတယ်ထင်တဲ့အထင်နဲ့တွေးတာအလကားတွေးတာမဟုတ်ဘူးသူ့ရဲ့နောက်ွယ်ကပပင်စနဲ့ရှင်တဲ့အမှတ်ပညာကြီးကစိတ်ဆိုပြီးတော့ခိုင်းနေတာပေါ့ဆိုလိုတာကဟုတ်လားဒါကြောင့်စွန်းလုံးစတော်ကြီးပြောတာကြားဖို့တယ်ဟုတ်လားမြင်တာကိုသင်ညာဖုံးတော့သင်္ကာမကင်းဖြစ်တတ်တယ်တဲ့နော်မြင်နေတာကြားနေတာရုပ်တည်ဉာဏ်တွေကိုမြင်တာကြားတာပါပဲတကယ်ကအစင်းတွေမြင်တယ်အတန်တွေကြားတယ်သို့တော့သင်ညာကဖုံးလိုက်တဲ့အခါကျတော့ယောက်ျားကိုမြင်တယ်လို့ထင်တယ်မိန်းမကိုမြင်တယ်လို့ထင်တယ်လှတာကိုမြင်တယ်လို့ထင်တယ်အိုတာကိုမြင်တယ်လို့ထင်တယ်ချစ်တဲ့သူကိုမြင်တယ်လို့ထင်တယ်မုန်းတဲ့သူကိုမြင်တယ်လို့ထင်တယ်မြင်တာကတော့အစင်းမြင်တာပဲသို့တော့သင်ညာဖုံးလိုက်တော့အများကြီးရှုပ်သွားတယ်ရှုပ်တာမှအမျိုးအစားဘလောက်လို့မရည်တွက်နိုင်အောင်ကိုရှုပ်သွားတာဒါကအနီလေးဒါကအဖြူလေးဒါကအဝါလေးဒါကငါကြိုက်တာဒါကငါမကြိုက်တာဒါကတော့ဥပိ္ပခာသဘောမျိုးနဲ့အဲ့လိုလေးတွေရှုတာလေးအများကြီးပဲအဲ့ဒါဘယ်သူကခြေလဲနေတာလဲပညာကခြေလဲနေတာပိဋိဘာကခြေလဲနေတာပညာကခြေလဲနေတာဒါကြောင့်မြတ်စွာဘုရားကမရိစိကုပမာပညာဆိုတာတန်လျက်နဲ့တူတယ်တဲ့အမှန်အကန်မဟုတ်ဘူးနော်ခင်ဗျားတို့ကျတော့ပုထုဇဉ်တွေရဲ့ပညာကအမြဲတမ်းလှည့်စားနေတာဝေဒနာကချက်ပညာကလှည့်ဆိုတာအဲ့ဒါပဲပညာကလှည့်စားနေတာမမြဲတာကိုမြဲတယ်လို့ထင်အောင်လှည့်စားတယ်ဆင်းရဲတာကိုချမ်းသာတယ်လို့ထင်အောင်လှည့်စားတယ်အနှစ်မရှိတာကိုအနှစ်ရှိတယ်လို့ထင်အောင်လှည့်စားတယ်အဲ့ဒီတော့တဏှာတွေကဝန်းလာပြီးတော့အတွေးတွေမှားချွတ်ချောအဲ့ဒီမှာဇလန်းတွေအကုန်လုံးရှုပ်ကုန်တာဘယ်သူအခြေခံကြရှိနေတယ်လို့မြတ်စွာဘုရားဒီသုတ္တမှာဟောထားတယ်ပညာနော်မှားယွင်းတဲ့အမှတ်ပညာဘာနဲ့ဆက်ရှင်နေတယ်တဏှာမာနဒိဋ္ဌိနဲ့ဆက်ရှင်နေတဲ့ပညာအဲ့ဒါလို့အမှားယွင်းနေတဲ့ဆက်ရှင်နေတဲ့ပညာကြောင့်ဝိတက်ဆိုတဲ့အတွေ့မှားတွေဖြစ်တယ်တဏှာဝိနည်းရှိရဝိတက်အတွေ့မှားတွေကြောင့်အလိုဆန္ဒတွေဖြစ်တယ်အလိုဆန္ဒတွေကြောင့်ပြည့်ရင်ချစ်မယ်မပြည့်ရင်မုန်းမယ်ချစ်ချင်းမုန်းခြင်းကြောင့်ချစ်ရင်ဝန်တိုမယ်မချစ်ရင်မနာလိုမယ်မနာလိုခြင်းဝန်တိုခြင်းကြောင့်မကောင်းမှုဒုစရိုက်တွေနဲ့တကွဒုက္ခတွေတောကတွေအမျိုးမျိုးအနိဋ္ဌာယုတ်တွေလောကကြီးမှာပေါ်ပေါက်လာတယ်တရားကလိပ်ပတ်လည်သွားပြီနော်ဒါပေမဲ့အဖြေကမပြီးသေးဘူး
အဲ့ဒီပပင်စတင်ညာဆိုတဲ့ပပင်စနဲ့ဆက်ရှင်တဲ့ပပင်စသင်္ခါနိဒာနံနော်အဲ့ဒီတင်ညာချုပ်အောင်ဘယ်လိုလုပ်ရမလဲဒါကအဓိကတော့ချက်ကြတဲ့မေခွန်းပဲနော်ချမ်းသာအောင်ဘယ်လိုလုပ်ရမလဲအဲ့ဒါကြတော့ဦးဇင်းကအချိန်နဲ့သိမရှိတော့အကျမ်းမြင်မဲ့ပြောမယ်ဝေဒနာကမ္မထံကိုမြတ်စွာဘုရားဟောတယ်ဟောတာကသူကဒီပြင်သုတ်တန်နေမှာလို့မြတ်စွာဘုရားအဲ့ဒီသုတ်တန်မှာဟောတာကမတူဘူးဝေဒနာတရားတွေကိုတဲ့သောမနတဝေဒနာကိုလည်းပဲမှီဝဲထိုက်တဲ့သောမနတဝေဒနာမမှီဝဲထိုက်တဲ့သောမနတဝေဒနာလို့နှစ်မျိုးရှိတယ်လို့ငါဟောတယ်တဲ့ဟောနော်ဒေါမနတဝေဒနာကိုလည်းမှီဝဲထိုက်တဲ့ဒေါမနတဝေဒနာနဲ့မမှီဝဲထိုက်တဲ့ဒေါမနတဝေဒနာနှစ်ပါးရှိတယ်လို့ငါဟောတယ်တဲ့ဥပိ္ပခာကိုလည်းပဲမှီဝဲထိုက်မမှီဝဲထိုက်နှစ်ပါးရှိတယ်လို့ငါဟောတယ်တဲ့ဆိုလိုတာကမမှီဝဲထိုက်တဲ့ဝေဒနာတွေကိုမမှီဝဲဘဲနဲ့မှီဝဲထိုက်တဲ့ဝေဒနာတွေကိုမှီဝဲမယ်ဆိုရင်ပပင်စနဲ့ရှင်တဲ့တင်ညာချုပ်မယ်လို့ပြောတာမမှီဝဲထိုက်တယ်မှီဝဲထိုက်တယ်ဆိုတာဘယ်လိုလုပ်သိနိုင်မလဲဟုတ်လားအဲ့ဒါကိုမဟာစီဆိုဘုရားကြီးက6ဓဝါရမှာထင်တဲ့အာယုံတွေထင်တိုင်းတိပြီးတော့ရှုမှတ်ပေးနေမယ်ဆိုရင်ဘယ်တရားကမှီဝဲထိုက်တယ်ဘယ်ဝေဒနာကမှီဝဲထိုက်တယ်ဘယ်ဝေဒနာကမမှီဝဲထိုက်ဘူးဆိုပြီးတော့နားလည်ပြီးတော့မမှီတဲ့နာတွေကိုရှောင်မှီတဲ့နာတွေကိုဆောင်ပြီးတော့ပပင်စနဲ့ရှင်တဲ့တင်ညာတွေချုပ်လိုက်မယ်တဲ့ဆိုလိုတာကဝေဒနာနုပတနာကမ္မထံကိုဆိုလိုတာတဲ့အဲ့ဒါကိုဆရာတော်ဘုရားကြီးကလင်္ကာလေးစီထားတယ်ကာမဘုံနာနတ်လူများတို့ကောင်းစားပြည့်ဝဘေးရန်ပ၍အေးမြချမ်းသာနေလိုပါလေတိတိကျကျနားထောင်နော်သူကတပိုက်သေးနဲ့အင်မတန်ပြည့်ဝတဲ့အဓိပ္ပာယ်ကကာမဘုံနာနတ်လူများတို့ကောင်းစားပြည့်ဝဘေးရန်ပ၍အေးမြချမ်းသာနေလိုပါလေဣတ္တမစ္စေသူရှုပ်ပွေ၍ထင်ကြီးမကြဆင်းရဲရသည်မူလစစ်မြေသူကြောင်းစစ်သောမုံချစ်အတ္တအာယုံများနဲ့လူလာတလီကြံစီတဒံချဲ့ရမှဆွဲချီတီးလဲ၍စင်ငဲစင်ငါဖြစ်ရိုးပါသည်သောတော်ကဥစဉ်ပြောတာလေအကုန်လုံးပါသွားပြီသဘောပေါက်လားကာမဘုံသားနတ်လူများတို့ကောင်းစားပြည့်ဝဘေးရန်ပ၍အေးမြချမ်းသာနေလိုပါလေဣတ္တမစ္စေသူရှုပ်ပွေ၍ထင်ကြီးမကြဆင်းရဲရသည်ရှင်းစရာမလိုအောင်ရှင်းတယ်နော်ဒီဣတ္တမစ္စေရတွေရှုပ်နေလို့လောကကြီးရှုပ်ပွက်နေတာလို့ပြောတာဣတ္တမစ္စေသူရှုပ်ပွေ၍ထင်ကြီးမကြဆင်းရဲရသည်မူလစစ်မြစ်သူကြောင့်စစ်တော်အဲ့ဒီဣတ္တမစ္စေရဘာကြောင့်ဖြစ်တယ်လဲလို့အကြောင်းတွေကိုရှာလိုက်တော့တဲ့မုံချစ်အတ္တအာယုံများနဲ့ချစ်ချင်းမုံချင်းပေါ့နော်လိုလားတလီအဲ့ဒီချစ်ချင်းမုံချင်းကလည်းအလိုလားခြင်းဆိုတဲ့အလိုဆန္ဒကြောင့်ဖြစ်တယ်လိုလားတလီကြံစီတဒံကြံစီတယ်ဆိုတာကတော့ဝိတက်ပေါ့နော်ကြံစီတဒံချဲ့ရန်မှဆွဲချဲ့ရန်မှဆွဲဆိုတာပပင်စနဲ့ရှင်တဲ့တင်ညာဆရာတော်ကြီးအင်မတန်စကလုံးကြစ်လက်တယ်နော်ချဲ့ရန်မှဆွဲခြေတီလဲ၍အခြေတီလိုက်တာကစားလွဲနေတာတဲ့ကောင်းတယ်နော်စကလုံးနေဟုတ်လားချဲ့ရန်မှဆွဲခြေတီလွဲ၍စင်ငဲစင်ငါဖြစ်ရိုးပါသည်6ဖြာတော်၌6ဖြာတော်ရာထင်သမျှကိုမှတ်ကြသဖြင့်မမီသင့်ရှောင်မီသင့်ဆောင်၍မှန်အောင်ပြင်မှလမ်းမှန်ကြသည်မုတ်ချချမ်းသာရေးပေသည်6ဖြာတော်ရာထင်သမျှကိုမှတ်ကြသဖြင့်မမီသင့်ရှောင်မီသင့်ဆောင်၍မှန်အောင်ပြင်မှလမ်းမှန်ရမည်မုတ်ချချမ်းသာရေးပေသည်တဲ့အာယုံ6ပါးဒေါရ6ပါးထိခိုက်တိုင်းအတိအမှတ်ပြုတ်ပြီးတော့ပေးရမယ်အဲ့ဒါဆိုလို့ရှိရင်ဘယ်ဝေဒနာခံစားလိုက်တယ်ဘယ်ဝေဒနာမခံစားတတ်ဘူးဘယ်ဟာကရှောင်တဲ့နဲ့ဘယ်ဟာကဆောင်တဲ့နဲ့ဆိုတာကိုယ့်ကိုနားလို့ပြီးတော့လမ်းကြောင်းတွေတက်ပြီးတော့ချမ်းသာလိမ့်မယ်တဲ့ဟုတ်လားဒါကြောင့်ဆရာကြီးကရေးတယ်နော်ဖြစ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲခြင်းရဲ့ဉာဏ်နဲ့ပေါ်လေအနတ္တတိယနိဗ္ဗာန်ဝင်လုပ်ငန်းစဉ်ချမ်းသာကြောင်းလုပ်ငန်းစဉ်ကိုအစအဆုံးအင်မတန်ပြည့်စုံတဲ့လင်္ကာလေးဆိုလိုလဲထံကတိုင်းကြတယ်အနှစ်သာရလည်းအင်မတန်ပြည့်ဝတယ်အမြဲတမ်းဆိုးနေမယ်ဆိုရင်တောင်မှတတိကပ်ပြီးသားဖြစ်လိမ့်မယ်နော်ဖြစ်တိုင်းမပြတ်ရှုမှတ်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်ဖြစ်တိုင်း
ထီလို့တော်၎င်းမြင်လို့တော်၎င်းကြားလို့တော်၎င်းတွေးလို့တော်၎င်းခံစားလို့တော်၎င်းဖြစ်လာသမျှတရားတွေကိုဖြစ်တိုင်းအတိအမှတ်ပြုနေမယ်ဆိုလို့ရှိရင်တဲ့ယုံနာနှမျိုးကြောင်းကျိုးသိမြင်ဖြစ်လာတဲ့တရားတွေဟာဖြစ်เสียရှိလို့ဖြစ်တာဘယ်သူဖန်တီးတာမှမဟုတ်အကြောင်းရှိလို့ဖြစ်ပေါ်လာတဲ့အကျိုးတရားမျှပဲလို့သိတယ်တဲ့ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲခြင်းရဲ့ဉာဏ်တဲ့ပေါ်လွင်နောက်တော့ဉာဏ်တွေကထက်လာပြီးတော့မမြဲတဲ့သဘောတရားတွေဖြစ်ပေါ်လာပြီးတော့ကိုယ်ပြောက်သွားတာကြီးပဲနော်ဆင်းရဲတဲ့သဘောတရားတွေဒီလိုဆင်းရဲနေတာကိုမဆင်းရဲအောင်လည်းတားမရရှိမရပျောက်သွားတာကိုလည်းမပြောက်အောင်ဘယ်သူမှတားမရရှိမရသူသဘောသူဆောင်ပြီးတော့ဖြစ်ပြနေတဲ့အနတ္တသဘောတရားပဲလို့သိလာရင်နောက်ဆုံးနိဗ္ဗာန်ကိုတောင်းမျက်မှောက်ပြုနိုင်နေတဲ့မကောင်းဘူးလားတခါကြီးများကောင်းတယ်နော်ဒါကြောင့်မရှိဆိုကြီးကဖြစ်တိုင်းမပြတ်ရှုမှတ်နေလည်းရင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲရှင်ရဲ့ဉာဏ်နဲ့ပေါ်လွင်အနတ္တတိယနိဗ္ဗာန်ဝင်ဒီလမ်းစဉ်လေးတိုင်လိုက်မယ်ဆိုရင်ပပင်စနဲ့ရှင်တဲ့တင်ညာချုပ်မယ်တဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိဝဲတဲ့မမိဝဲတဲ့ဆက်ရှင်ပြီးတော့ဝေဒနာကမ္မထံကိုဟောတော့တရားမင်းသောတာပန်ဖြစ်တယ်သောတာပန်ဖြစ်ပြီးတော့အဲ့ဒီခဏမှာပဲရှုတိပြီးတော့တရားသိတယ်သိပြီးတော့အဲ့ဒီနားတယ်မှာတရားမင်းအသစ်ပြန်ဖြစ်တယ်အဲ့ဒါလို့တရားအဟောင်းအသစ်လဲသွားတာလို့မြတ်စွာဘုရားနဲ့တရားမင်းပဲသိတယ်ကျန်တာဘယ်သူမှမသိဘူးတဲ့တရားမင်းလုံးဝချမ်းသာရသွားတာပေါ့နော်အဲ့ဒီမှာသူဆက်ပြီးတော့မေးပါသေးတယ်ပါတိမောက္ခတံဝရသီလပြည့်စုံအောင်ဘယ်လိုလုပ်ရမှာလဲတရားကဟောခြင်းမရှိတော့ဘူးပါတိမောက္ခတံဝရသီလဆိုတာယဟန်နေကျင့်သုံးတဲ့သီလပေါ့နော်အဲ့ဒါပြည့်စုံခြင်းလို့ရှိရင်တဲ့ကိုယ်နဲ့ကျင့်တဲ့ကာယတမာစာရနှုတ်နဲ့ပြောတဲ့ဝစီတမာစာရအသက်မွေးဝမ်းကြောင်းမှုရှာဖွေရေးဆိုတဲ့ပရိယေတနာဒီသုံးခုမှာမိဝဲတဲ့မမိဝဲတဲ့နှစ်မျိုးစီရှိတယ်လို့ငါဟောတယ်တဲ့ဟောနော်ကာယကံဝစီကံရှာဖွေမှုအဲ့ဒါကိုစင်ကြယ်အောင်လုပ်ရင်ပါတိမောက္ခတံဝရသီလပြည့်စုံနေလို့ဒါအချင်းချုပ်ပြောတာပိဿတို့ကိုအကျေပြောခြင်းမရှိတော့ဘူးနော်နောက်တရားမင်းကဆက်မေးတယ်အိန္ဒြိယတံဝရသီလပြည့်စုံအောင်ဘယ်လိုလုပ်ရမှာလဲတဏှာကြီးကခွဲတော့မှမို့တရားကိုတက်တုတ်ရိုက်နေတာဟုတ်လားအိန္ဒြိယတံဝရသီလပြည့်စုံအောင်ဘယ်လိုလုပ်ရမှာလဲတဲ့အိန္ဒြိယတံဝရပြည့်စုံခြင်းလို့ရှိရင်တဲ့အစင်းတွေအတန်တွေအနံ့တွေအရသာတွေအတွေ့အထိတွေဓမ္မယုံဆိုတဲ့ဒီအာယုန်တွေနဲ့တွေ့တိုင်းဒီအာယုန်တွေမှာမိဝဲတဲ့မမိဝဲတဲ့နှစ်မျိုးစီရှိတယ်လို့ငါဟောတယ်တဲ့နော်အဲ့ဒါအိန္ဒြိယတံဝရသီလပြည့်စုံခြင်းရဲ့တရားအနှစ်ချုပ်အိန္ဒြိယတံဝရဆိုတာအိန္ဒြေကိုလုံခြုံအောင်စောင့်စည်းတာအိန္ဒြေဆိုတာဘာလဲမျက်စိနားနှာလျှာကိုယ်စိတ်အိန္ဒြေကအမျိုးမျိုးရှိရနော်အိဋ္ဌိန္ဒြေပုရိသိန္ဒြေဟောကြားဘူးလားအဲ့ဒါတွေကိုကြားဘူးလားကြားဘူးတယ်နော်တတ္တိန္ဒြေဝိရိယန္ဒြေကြားဘူးလားတရားတရားအိန္ဒြေဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲအိန္ဒြေဆိုတာဘာကိုပြောတာလဲအစိုးရတာကိုပြောတာအိန္ဒြေဆိုတာဘာကိုပြောတာလဲအစိုးရတာကိုပြောတာမျက်စိကဘာကိုအစိုးရတာမြင်ခြင်းမှာအစိုးရတာဟုတ်တာပေါ့မြင်တဲ့ကိစ္စကိုနားကဝင်လှုပ်ချင်လို့မရဘူးနော်မြင်တဲ့နေရာမှာသူဆရာကြီးပဲသူကလွဲလို့ဘယ်သူမှမတတ်နိုင်ဘူးနော်ဒါကြောင့်မြင်တဲ့ကိစ္စမှာမျက်စိဟာအစိုးရပဲကြားတဲ့ကိစ္စမှာနားဟာအစိုးရပဲအနက်နဲ့ပတ်သက်လာရင်နှာခေါင်းဟာအစိုးရပဲဒါကြောင့်သူတို့ဟာအိန္ဒြေဆိုတဲ့နာမည်ကိုရတာအဲ့ဒီအိန္ဒြေ6ပါးကိုတတိနဲ့ထိမ့်သိမ့်ပြီးတော့မိဝဲတဲ့နာကိုမိဝဲမယ်မမိဝဲတဲ့နာကိုမမိဝဲဘူးဆိုရင်အဲ့ဒါအိန္ဒြိယတံဝရသီလပြည့်စုံတယ်လို့နေကုန်းချုပ်အဲ့ဒါလို့ဟောတော့ဝမ်းမြောက်ဝမ်းသာနာယူပြီးတော့တရားမင်းတာဝရိနာလက်ပြည်ကိုတရားအသစ်အဖြစ်ဖြင့်ပြန်သွားတယ်ဆိုပြီးတော့တက္ကပညာသုတ်တံဆုံးသွားတာဆုံးညင်လည်းလွယ်လွယ်လေးပဲနော်တရားကတော့ဟုတ်လားအေးဦးဇင်းအခုတရားဟောတာတနာရီတောင်မခွဲသေးပါဘူးဟုတ်လားဒါပေမဲ့ဦးဇင်းကတနာရီ15လောက်မှန်းလာတာကိုပြောရင်းနဲ့နည်းနည်းပြောရတာစိတ်တိုင်းကကြသွားတာဟုတ်လားအဲ့တော့တရားကမဆုံးညင်ပဲဖြစ်နေတယ်ဒကမာကြီးတို့ရဟင်အဲ့တော့ဦးဇင်းအခုပြောခဲ့တာတွေကိုပြန်ပြီးတော့အနှစ်ချုပ်တော့မယ်နော်အေးတရားမင်းမေးတာကတော့အကျဉ်းမြင်အဖြစ်ပြဿနာ3ချက်ပေါ့ဟုတ်လားချမ်းသာကြောင်းတရားရဲ့ပါတိမောက္ခတံဝရသီလရဲ့အိန္ဒြိယတံဝရသီလရဲ့အဲ့ဒါကိုဦးဇင်းတို့ကချမ်းသာကြောင်းတရားကိုပဲအကျေပြောလိုက်တာဟုတ်လားအေးဒီနေ့ပြောခဲ့တာတွေထဲမှာဘုဒ္ဓတွေလည်းအများကြီးပါတယ်ဟုတ်လားတရားမင်းမြတ်စွာဘုရားကိုချင်းကပ်ပုံချင်းကပ်နည်းဘုဒ္ဓတွေအများကြီးရတယ်နော်အေးပြီးတော့တရားမင်းမေးတယ်လောကကြီးငြိမ်းချမ်းခြင်းပါလျက်ခင်နဲ့မငြိမ်းမချမ်းနေကြရတာဘာကြောင့်လဲတဲ့
အိတ်တာမစ္စရိယတရားကြောင့်အဲ့ဒီအိတ်တာမစ္စရိယကဘာကြောင့်ဖြစ်တာလဲချစ်ချင်းမုန်းခြင်းကြောင့်အဲ့ဒီချစ်ချင်းမုန်းခြင်းကဘာကြောင့်ဖြစ်လဲအလိုဆန္ဒကြောင့်အလိုဆန္ဒပြည့်ရင်ချစ်မယ်အလိုဆန္ဒမပြည့်ဘူးဆိုရင်မုန်းမယ်အဲ့ဒီအလိုဆန္ဒကဘာကြောင့်ဖြစ်တာလဲအတွေးတွေကြောင့်ဘလို့တွေးတာလဲကောင်းတယ်လို့ထင်ပြီးတော့ဆုံးဖြတ်ချက်တွေချပြီးတော့တွေးနေတဲ့အတွေးတွေပေါ့နော်စိတ်ကူးထဲမှာဆုံးဖြတ်ချက်တွေချပြီးတော့ကောင်းတယ်လို့ထင်ပြီးတော့တွေးနေတာအဲ့ဒီဝိတက်ကဘာကြောင့်ဖြစ်လဲပပင်စတဲ့ဆက်ရှင်နဲ့အမှတ်တင်ညာကြောင့်ဖြစ်တာအဲ့ဒီအမှတ်တင်ညာဇိုးကြီးပျောက်သွားခြင်းဘယ်လိုလုပ်ရမှာလဲဝေဒနာနုပတနာကမ္မထံကိုရှင်းပြရမှာခံစားမှုတွေရဲ့သဘောတဘာဝကိုနားလည်အောင်ကြိုးစားရမှာဟုတ်လားဦးဇင်းတို့တဲ့ပြောမယ်ဆိုရင်တော့ခံစားမှုတွေရဲ့မမြဲတာကိုမမြဲဘူးလို့သိနေဆိုလို့ရှိရင်တော့အဲ့ဒီပပင်စတဲ့ရှင်တဲ့တင်ညာမချုပ်နိုင်ဘူးလားချုပ်နိုင်နေပါတိမောက္ခတံဝရတိလဆက်မိတယ်အိန္ဒိယတံဝရတိလဆက်မိတယ်အဲ့ဒါဦးဇင်းတို့အင်မတန်ရှည်လျားတဲ့တက္ကပညာသုတ်တန်ကြီးရဲ့ဒါအနှစ်ချုပ်နော်ညပေါင်းများစွာဟောလို့ရတဲ့တရားကိုဦးဇင်းတို့တဏှာကြီးမခွဲခင်မှာပဲပိဿပေါင်းသူတော်ကောင်းတို့ကိုတတ်နိုင်သမျှရှင်းပြပါတယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဘဝငြိမ်းချမ်းခြင်းနဲ့အေးချမ်းခြင်းနဲ့ဆိုလို့ရှိရင်ဒီတရားတော်မှာလာတဲ့နည်းတွေအတိုင်းကြိုးစားကြမယ်ဆိုရင်ငြိမ်းချမ်းမယ်အေးချမ်းမယ်ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ဘဝငြိမ်းချမ်းအောင်ကြိုးစားပြီးတော့တစ်စက်တည်းပဲကိုယ်အိမ်ကိုယ်ရပ်ကွက်ကိုယ်မြို့ကိုယ်ရွာကိုယ်ကဘာငြိမ်းချမ်းအောင်တတ်နိုင်သမျှကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဗျာ